မတို့မနေ့ကပကိန်းမိုင်းဆိုရိုးလေးသင်ပြီးတဲ့လောက်ကလေးတစ်ခေါက်ပြန်ပူဇော်ပါမယ်မှတ်စုစာအုပ်စာမျက်နှာ65မှာရပါလားအတူတူပူဇော်မယ်နော်ခေါင်းစဉ်ကအရင်စပူဇော်ပါမယ်ပကိန်းပိုင်အာရမဏသင်္ကဟရူပါယုတတ္တာယုဂန္ဓာယုရတ္တာယုဖောဓပါယုဓမ္မာယုဘောင်းအာယု6ပါးအစဉ်အမျိုးမျိုးသည်ရူပါယုမြည်၏အတန်မျိုးမျိုးသည်တတ္တာယုမြည်၏အနတ်အမျိုးမျိုးသည်ဂန္ဓာယုမြည်၏အယတာအမျိုးမျိုးသည်ရတ္တာယုမြည်၏အတွေ့အထိမျိုးမျိုးသည်ဖောဓပါယုမြည်၏ကြံသောသိပွဲသဘောတရားအမျိုးမျိုးသည်ဓမ္မာယုမြည်၏တရားကိုကောက်ပါမယ်ရူပါယုယုတ်တပါးသည်ရူပါယုမြည်၏တတ္တာယုယုတ်တပါးသည်တတ္တာယုမြည်၏ဂန္ဓာယုယုတ်တပါးသည်ဂန္ဓာယုမြည်၏ရတ္တာယုယုတ်တပါးသည်ရတ္တာယုမြည်၏ပထဝီတေဇောဝါယောဟုဆိုအပ်သောဖောဓပါယုယုတ်3ပါးသည်ဖောဓပါယုမြည်၏ကြံသောစိတ်89စေတသိက်52ပတာရယု5ဒုက္ခမယု16နိဗ္ဗာန်1ပညာ1ဘောင်း164ပါးသည်ဓမ္မာယုမြည်၏ဓမ္မာယုထိုက်သောတရားများစိတ်1စေတသိက်1ပတာရယု1ဒုက္ခမယု1နိဗ္ဗာန်1ပညာ1ဘောင်းဓမ္မာယုထိုက်သောတရားအကျဉ်း6ပါးစိတ်89စေတသိက်52ပတာရယု5ဒုက္ခမယု16နိဗ္ဗာန်1ပညာ1ဘောင်းဓမ္မာယုထိုက်သောတရားအကျယ်164ပါးဓမ္မာယုထိုက်သောတရားကိုကြပြလေးနဲ့ပူဇော်မယ်ဆိုဘယ်လိုပူဇော်ပါမလဲအဲ့ဒါအတူကျုံလေးနော်အဲ့ဒါကြောင့်ဓမ္မာယုံထိုက်သောတရားတွေမှာကျမတို့ကစိတ်ဓမ္မာယုံလားစေတသိက်ဓမ္မာယုံလားပညာဓမ္မာယုံလားအဲ့လိုခွဲတတ်ရပါမယ်ဒီအခုဇယားကြီးကိုပထမမနေ့ကတော့ကျမတို့ဒီ line MA ကြီးထူကြီးနှစ်ကွက်ပြီးခဲ့ပါပြီတစ်ခေါက်ပြန်ပြောပြပါမယ်ဒီအာရမဏသင်္ကဟမှာအလွှာက3လွှာရှိပါတယ်ပထမအလွှာကိုကြည့်ရမယ်ဆိုရင်ဒီဘက်ကအာရမဏိကကိုအရင်ကြည့်ပါတယ်ပြီးရင်ဒီဘက်ကပစ္စည်းဆိုတဲ့အာယုံကိုဒီဘက်ကိုကြည့်ပါတယ်ပြီးရင်ဒီအလဲတက်တဲ့ကအာယုံဆိုတဲ့အလဲတက်တဲ့လေးကဒီဘက်တစ်ချမ်းမှာကြည့်တဲ့ဒီ6ကလေးတွေဘေးတစ်ချမ်းလေးကိုအရင်ပူဇော်ပါမယ်ဒါဆိုရင်ကျမတို့မနေ့ကလည်းပူဇော်ခဲ့ပြီးပြီဆိုတော့အတူတူတစ်ခေါက်ပူဇော်ကြည့်အောင်ပါစက္ခုဝိညာဉ်တွေသည်ပိစုပ္ပန်ရူပါယုံကိုအာယုံပြု၏သောတာဝိညာဉ်တွေသည်ပိစုပ္ပန်တတ္တာယုံကိုအာယုံပြု၏ဂာနဝိညာဉ်တွေသည်ပိစုပ္ပန်ဂန္ဓာယုံကိုအာယုံပြု၏ဇိဝဝိညာဉ်တွေသည်ပိစုပ္ပန်ရတ္တာယုံကိုအာယုံပြု၏ကာယဝိညာဉ်တွေသည်ပိစုပ္ပန်ရူပတ္တပါယုံကိုအာယုံပြု၏ပင်စဒွါရာဝေဆိုင်တေတံပတိဆိုင်တွေဘောင်းမနောဒ3ပါးသည်ပိစုပ္ပန်ပင်စာယုံကိုအာယုံပြု၏တရားယုံ7ဟတိတုပ္ပတေဘောင်း12ပါးသောစိတ်တို့သည်ကာမစိတ်54စေတသိက်52ယုံ28ဟူသောအသောအာယုံ6ပါးကိုအာယုံပြု၏
အာကုသိုလ်စိတ်12ပါးမဟာကုသိုလ်ကရိယာညာနာဝိပယုတ်စိတ်10ပါးဘောင်း20ပါးသောစိတ်တို့သည်လောကီစိတ်81စေတသိက်52ယုတ်28နေဟုဆိုအပ်သောအာယုံ6ပါးကိုအာယုံပြု၏မဟာကုသိုလ်ညာနာတံပယုတ်စိတ်4ကုသိုလ်အဘိညာဉ်1ဘောင်း5ပါးသောစိတ်တို့သည်အရဟတမေအရဟတဖို့ကျင်သောစိတ်89စေတသိက်52ယုတ်28နိဗ္ဗာန်ပညာဟုဆိုအပ်သောအာယုံ6ပါးကိုအာယုံပြု၏မနောဒွါရဝိသံတိမဟာကရိယာညာနာတံပယုတ်4ကရိယာအဘိညာဉ်1ဘောင်း6ပါးသောစိတ်တို့သည်အလုံးစုံသောစိတ်89စေတသိက်52ယုတ်28နိဗ္ဗာန်ပညာဟုဆိုအပ်သောအာယုံ6ပါးကိုအာယုံပြု၏မနေ့ကဒီအထိပြီးသွားပါပြီအားလုံးရပါလားရရင်ကျွန်မတို့ရှေ့ဆက်ပါမယ်ဒီမှာကြည့်လိုက်ရင်အဘိညာဉ်ကျင်ဆိုတာဒီမှာဒွေဆိုတာလေးကြံရင်ခဲ့ပါတယ်ရေးထားပေးပါအဘိညာဉ်ဒွေကျင်သောရူပစိတ်15ပါးဒီဘက်ကိုလှမ်းကြည့်လိုက်မယ်ဆိုရင်ကတိုင်း30အတုပ30ဒါတွေအကုန်လုံးဟာပညာဓမ္မယုံတွေပါဒါကြောင့်ဒီနားမှာပညာဆိုပြီးထည့်ပေးပါကတိုင်းပညာ10ပါအတုပပညာ10ပါဒါဆိုရင်ဒီဒါတွေကပညာဓမ္မယုံတွေဖြစ်တဲ့ကြောင့်ဒီဓမ္မယုံမှာလည်းအပေါ်မှာဘာဓမ္မယုံလို့ပူဇော်ပေးရမလဲဆိုရင်ပညာဓမ္မယုံလို့ပူဇော်ပေးရပါမယ်ဒါကြောင့်ဒီဓမ္မယုံပေါ်မှာလည်းပညာဆိုတာလေးကိုရေးထားပေးပါရမယ်နော်ကျွန်မတစ်ခေါက်ပူဇော်ပြပါမယ်အဘိညာဉ်တွေးကျင်သောရူပစိတ်15ပါးသည်ကတိုင်းပညာ10ပါးအတုပပညာ10ပါးကာယကတာတတိအာနာပါနတတိမေတ္တာကရုဏာမုဒိတာဥပိ္ပခာဟုသောဗြဟ္မဝိဟာရတရား4ပါးဘောင်း26ပါးသောပညာဓမ္မယုံကိုအာယုံပြု၏ရပါမလားနောက်တစ်ခေါက်ပူဇော်ပြပါမယ်အဘိညာဉ်တွေးကျင်သောရူပစိတ်15ပါးသည်ကတိုင်းပညာ10ပါးအတုပပညာ10ပါးကာယကတာတတိအာနာပါနတတိမေတ္တာကရုဏာမုဒိတာဥပိ္ပခာဟုသောဗြဟ္မဝိဟာရတရား4ပါးဘောင်း26ပါးသောပညာဓမ္မယုံကိုအာယုံပြု၏တူတူပူဇော်ကြည့်အောင်ပါအဘိညာဉ်တွေးကျင်သောရူပစိတ်15ပါးသည်ကတိုင်းပညာ10ပါးအတုပပညာ10ပါးကာယကတာတတိအာနာပါနတတိမေတ္တာကရုဏာမုဒိတာဥပိ္ပခာဟုသောဗြဟ္မဝိဟာရတရား4ပါးဘောင်း26ပါးသောပညာဓမ္မယုံကိုအာယုံပြု၏ဓမ္မမိတ်ဆွေများကြီးတစ်ခေါက်ပူဇော်ပြပါနောက်တစ်ခွက်ဆင်းပါမယ်နောက်တစ်ခါကဒီမှာအာကာ3လို့ရေးထားတယ်ဒါဆိုရင်ဒါအကျယ်ပူဇော်ပါမယ်ဒီဘက်ကိုသူအာယုံပြုတာကကောင်းကင်ပညာနောက်တစ်ခွက်ကအာကိန်3ဒါလည်းအကျယ်ပူဇော်ရပါမယ်ဒီမှာသူအာယုံပြုတာကနတ္ထိဘောပညာဒါဆိုရင်ဒီဓမ္မယုံကလည်းဘာဓမ္မယုံပဲဖြစ်မလဲဆိုရင်ပညာဓမ္မယုံဒါကြောင့်ဒီပေါ်မှာပညာကလေးရေးထားပေးပါကျွန်မတစ်ခေါက်ပူဇော်ပြပါမယ်အာကာတာနင်္စာယရဏစိတ်3ပါးသည်ကောင်းကင်ပညာဟုဆိုအပ်သောပညာဓမ္မယုံကိုအာယုံပြု၏အာကိဉ္စညာယရဏစိတ်3ပါးသည်နတ္ထိဘောပညာဟုဆိုအပ်သောပညာဓမ္မယုံကိုအာယုံပြု၏ရပါမလားအတူတူပူဇော်ကြည့်အောင်ပါအာကာတာနင်္စာယရဏစိတ်3ပါးသည်
ကောင်းကင်ပညာဟုဆိုအပ်သောပညာဓမ္မယုံကိုအာယုံပြု၏အာကိဉ္စညာယရဏစိတ်၃ပါးသည်နတ္ထိဘောပညာဟုဆိုအပ်သောပညာဓမ္မယုံကိုအာယုံပြု၏ဓမ္မမိတ်ဆွေများကြီးတစ်ခေါက်ပူဇော်ပြပါဒီထိလိုက်နိုင်ပါနော်ကဲနောက်တစ်ခွက်ဆင်းပါမယ်ဒီမှာကဝိညာဒါလည်းအကျယ်ပူဇော်ပါမယ်သူအာယုံပြုတာကအာကာသနိစာယနာကုသိုလ်ကရိယာဒီဘက်ကနေဝဒါလည်းအကျယ်ပူဇော်ပါမယ်သူအာယုံပြုတာကအာကိဉ္စညာယရဏကုသိုလ်ကရိယာဒါဆိုရင်ဒါဘာတွေလဲဆိုရင်မဟဲဂုတ်တွေဒါကြောင့်ဒီဓမ္မယုံဒီဘာဓမ္မယုံဖြစ်မလဲဆိုရင်မဟဲဂုတ်ဓမ္မယုံဒါကြောင့်ဒီပေါ်မှာမဟဲဂုတ်လို့ရေးထားပေးပါကျွန်မပူဇော်ပြပါမယ်ဝိညာဉ်နိစာယရဏစိတ်၃ပါးသည်အာကာသနိစာယရဏကုသိုလ်ကရိဟာဟုဆိုအပ်သောမဟေဂုတ်ဓမ္မယုံကိုအာယုံပြု၏နေဝတင်ညာနာတင်ညာယရဏစိတ်၃ပါးသည်အာကိဉ္စညာယရဏကုသိုလ်ကရိယာဟုဆိုအပ်သောမဟေဂုတ်ဓမ္မယုံကိုအာယုံပြု၏အတူတူပူဇော်ကြည့်အောင်ပါဝိညာဉ်နိစာယရဏစိတ်၃ပါးသည်အာကာသနိစာယရဏကုသိုလ်ကရိယာဟုဆိုအပ်သောမဟေဂုတ်ဓမ္မယုံကိုအာယုံပြု၏နေဝတင်ညာနာတင်ညာယရဏစိတ်၃ပါးသည်အာကိဉ္စညာယရဏကုသိုလ်ကရိယာဟုဆိုအပ်သောမဟေဂုတ်ဓမ္မယုံကိုအာယုံပြု၏ဓမ္မမိတ်ဆွေများကြီးတစ်ခေါက်ပူဇော်ပေးပါနောက်တစ်ခွက်ဆင်းပါမယ်လောကုတ္တရာစိတ်၈ပါးသည်နိဗ္ဗာန်ဟုဆိုအပ်သောဓမ္မယုံကိုအာယုံပြု၏လောကုတ္တရာစိတ်၈ပါးသည်နိဗ္ဗာန်ဟုဆိုအပ်သောဓမ္မယုံကိုအာယုံပြု၏ဓမ္မမိတ်ဆွေများချင်းနောက်တစ်ခါပူဇော်ပေးပါဒါကြောင့်ဒီအာရမဏသင်္ခါရဲ့ပထမတလွှာပြီးသွားပါပြီကြည်ပုံကြည်နည်းပြန်ပြောပြပါမယ်ပထမဆုံးဒီဘက်ကအာရမဏိကစိတ်တွေကိုအရင်ပူဇော်ပါတယ်ပြီးရင်ဒီဘက်ကိုသူအာယုံပြုတဲ့အာယုံတွေကိုဒီဘက်ကိုပူဇော်ပါတယ်ပြီးရင်သူအာယုံပြုတာဘယ်နှပါလဲဆိုတဲ့အာယုံဆိုတဲ့အကွက်အလဲတဲ့တဲ့ကဒီဘက်ဘေးတစ်ချမ်းလေးကိုပူဇော်ပါတယ်ရပါမယ်နော်ဒါဆိုရင်ကျမတို့အစအဆုံးတစ်ခေါက်လောက်အတူတူပူဇော်ကြည့်ရအောင်ပါပကိန်းပိုင်အာရမဏသင်္ကာဟသစ္စုပ္ပန်ရူပါယုံကိုအာယုံပြု၏သောတာဝိညာဉ်တွေသည်ပစ္စုပ္ပန်တတ္တယုံကိုအာယုံပြု၏ဂာနဝိညာဉ်တွေသည်ပစ္စုပ္ပန်ခန္ဓာယုံကိုအာယုံပြု၏ဇေဝဝိညာဉ်တွေသည်ပစ္စုပ္ပန်ရတ္တယုံကိုအာယုံပြု၏ကာယဝိညာဉ်တွေသည်ပစ္စုပ္ပန်ဖောဓဘာယုံကိုအာယုံပြု၏ပင်စဒွါရာဝိဇ္ဇန်တိတံပတိဆိုင်တွေဘာမနောဒ၃ပါးသည်ပစ္စုပ္ပန်ပင်စာယုံကိုအာယုံပြု၏တရားယုံ7ဟတိတုပ္ပတိပေါင်း50ပါးသောစိတ်တို့သည်ကာမစိတ်54စေတသိက်52ယုံ28ဟုဆိုအပ်သောအာယုံ6ပါးကိုအာယုံပြု၏အကုသိုလ်စိတ်12ပါးမဟာကုသိုလ်ကရိယာညာနာဝိပယုတ်စိတ်8ပါးပေါင်း20ပါးသောစိတ်တို့သည်
လောကီစိတ်81စေတသိက်52ယုတ်28ပညာဟုဆိုအပ်သောအာယုံ6ပါးကိုအာယုံပြု၏မဟာကုသိုလ်ညာနာတံပြုတ်စိတ်4ကုသိုလ်အဘိညာဉ်1ဘောင်း5ပါးသောစိတ်တို့သည်အရဟတမေအရဟတဖို့ကျင့်သောစိတ်89စေတသိက်52ယုတ်28နိဗ္ဗာန်ပညာဟုဆိုအပ်သောအာယုံ6ပါးကိုအာယုံပြု၏မနောဒွါရာဝိသန္တိမဟာကရိယာညာနာတံပြုတ်စိတ်4ကရိယာအဘိညာဉ်1ဘောင်း6ပါးသောစိတ်တို့သည်အလုံးစုံသောစိတ်89စေတသိက်52ယုတ်28နိဗ္ဗာန်ပညာဟုဆိုအပ်သောအာယုံ6ပါးကိုအာယုံပြု၏အဘိညာဉ်တွေကျင့်သောရူပစိတ်15ပါးသည်ကတိုင်းပညာ10ပါးအတုပပညာ10ပါးကာယကတာတတိအာနာပါနတတိမေတ္တာကရုဏာမုဒိတာဥပေက္ခဟုသောဗြဟ္မဝိဟာရတရား4ပါးဘာ26ပါးသောပညာဓမ္မယုံကိုအာယုံပြု၏အာကာတာနိစာယရဏစိတ်3ပါးသည်ကောင်းကင်ပညာဟုဆိုအပ်သောပညာဓမ္မယုံကိုအာယုံပြု၏အာကိဉ္စညာယရဏစိတ်3ပါးသည်နတ္ထိဘောပညာဟုဆိုအပ်သောပညာဓမ္မယုံကိုအာယုံပြု၏ဝိညာဉ်စာယရဏစိတ်3ပါးသည်အာကာတာနိစာယရဏကုသိုလ်ကရိယာဟုဆိုအပ်သောမဟဂုတ်ဓမ္မယုံကိုအာယုံပြု၏နေဝတင်ညာနာတင်ညာယရဏစိတ်3ပါးသည်အာကိဉ္စညာယရဏကုသိုလ်ကရိယာဟုဆိုအပ်သောမဟဂုတ်ဓမ္မယုံကိုအာယုံပြု၏လောကုတ္တရာစိတ်8ပါးသည်နိဗ္ဗာန်ဟုဆိုအပ်သောဓမ္မယုံကိုအာယုံပြု၏ဒါဆိုဓမ္မမိတ်ဆွေများကြီးတစ်ခေါက်ကျမကိုပူဇော်ပြပေးပါပကိန်းပိုင်
ညတ်ဓမ္မယုံလို့ပူဇော်ပါမယ်နော်ပြန်ပူဇော်လိုက်ပါဒီတကြောင်းအဘေးညင်တွေဒါပထမအလွှာပြီးသွားပါပြီအားလုံးရပါလားရပါတယ်နော်မရရင်ပြောနော်ဘာလို့ဒီဆိုရိုးဒီ3လွှာရှိတယ်ပထမအလွှာရောကြည်ပုံကြည်နေလေးကရှင်းရှင်းလေးကြည့်မှနောက်ဒုတိယအလွှာလာမယ်ပြီးရင်တတိယအလွှာလာမယ်စိတ်ပိုင်းလိုပဲဒါကြောင့်ပထမအလွှာကြည်ပုံကြည်နေပြန်ပြောဆိုဒီဘက်တစ်ချမ်းကိုအရင်ကြည့်ပါတယ်ပြီးရင် line အထူကြီးပိတ်ထားပါတယ်ပြီးရင်ဒီဘက်ကပစ္စည်းတရားတွေကိုကြည့်ပါတယ်ပြီးရင်ဒီဘက်ကအာယုံဘယ်နှပါးကိုအာယုံပြုလဲဆိုတာကိုကြည့်ပါတယ်နော်ဒါဆိုရင်ကျမတို့စာလေးနည်းနည်းမေးကြည့်အောင်ပါရူပအာယုံဆိုတာဘာပါလဲအာယုံဆိုတာရူပါယုံတတ္တာယုံအဲ့ဒါကြက်ထားလေတော်ကြအာယုံနဲ့သူ့တရကိုတွေကောက်ခန်းရတော့မှာလေဒီမှာအာရမဏဆိုတာကအာယုံပြောတာဆိုအာယုံဘယ်နှပါးရှိပါလဲ6ပါးရှိပါတယ်ဘာတွေပါလဲအဲ့အာယုံရဲ့အဓိပ္ပာယ်တပါးချင်းရဲ့အဓိပ္ပာယ်ဘေးမှာရှိပါတယ်ကျမကိုပူဇော်ပြပါအခုပူဇော်ထားတာအဓိပ္ပာယ်လားတရကိုလားအဓိပ္ပာယ်နော်ဒါဆိုရင်ဒီတရားတွေရဲ့တရကိုကောက်ပြပါဆိုရင်ဘယ်လိုကောက်ပြပါမလဲဓမ္မယုံရဲ့တရကိုကျမကိုပြန်ကောက်ပြပါဓမ္မယုံထိုက်သောတရားအကျဉ်းဘယ်နှပါးရှိပါလဲ6ပါးဘာတွေပါလဲပူဇော်ပြပါအဲ့ဒါလိုပဲကြပြာလေးနဲ့ပူဇော်မယ်ဆိုဘယ်လိုပူဇော်ပါလဲအဲ့အတူကောက်ကလေးကတော့ကြက်ထားမယ်ဟိုကလည်းစာမွဲခွင်မှာမေးမယ်ဆိုရင်ဓမ္မယုံထိုက်သောတရားကအကျဉ်းလည်းရှိတယ်အကျယ်လည်းရှိတယ်အကျဉ်းဆိုရင်6ပါးအကျယ်ဆိုရင်အကျယ်164ပါးကိုကောက်ပြပါဓမ္မယုံထိုက်သောတရားအကျယ်ဆိုရင်အကျဉ်းဆိုရင်
အဲ့ထဲမှာကျမတို့ကဒီမှာဓမ္မယုံဆိုတဲ့အကွက်ဘယ်နှကွက်ပါလဲဆိုရင်၄ကွက်ပါပါတယ်အဲ့ဒီ၄ကွက်မှာဒီဓမ္မယုံဒီပညာဓမ္မယုံလားမဟေကုတ်ဓမ္မယုံလားရိုးရိုးဓမ္မယုံလားဓမ္မယုံတရား6ပါးစိတ်လားစေတသိက်လားပတာရယုတ်လားဒုက္ခမယုတ်လားနိဗ္ဗာန်လားပညာလားဆိုတာကိုဒီဓမ္မယုံကပြန်ခွဲပါဒါဆိုရင်ပထမတလွှာကကြည်ပုံကြည်နည်းလေးဒီလိုဖြစ်သွားပြီဆိုတော့ဒုတိယလွှာလေးနည်းနည်းအစလေးပြိုးထားပေးပါနော်နည်းနည်းလေးရှင်းအောင်လေးကြည့်ဒုတိယလွှာကြည်ပုံကြည်နည်းသည်ဒီဘက်ကအာရမဏိကကိုပဲပြန်ပြီးပူဇော်ပါတယ်အာရမဏိကကိုပြန်ပူဇော်ပြီးတော့ဒီဘက်ကိုပြန်ကြည့်တဲ့အခါမှာဒီဘက်ကဒီအရှေတွေကိုကျမတို့ကမပူဇော်တော့ပါဘူးအလဲကအလဲမြောင်းလေးတဲ့ကဟောဒီဘေးတစ်ဖက်ကဒီတစ်ဆိုတာလေးရယ်ဒီမှာတစ်ပဲဒါလည်းတစ်ဆိုဒါလည်းတစ်ဒီမှာတစ်ဒီမှာ3ဒီမှာ4ဒီမှာ4ဒီမှာ1တွေဒါ1တွေစီအကုန်လုံးဒါ1တွေကြည့်ပါအဲကြည်ပုံကြည်နည်းသည်ဒီဘက်ကိုအရင်ကြည့်တယ်အာရမဏိကကိုကြည့်တယ်ပြီးရင်အလဲအာယုံဆိုတဲ့အမြောင်းလေးရဲ့ဘေးတစ်ချမ်းလေးကိုပူဇော်ပါတယ်ဒါဆိုကြည့်မယ်ဆိုရင်ဒီ1ကလေးသည်ဘာကိုပြောလဲဆိုတော့သူအာယုံပြုတဲ့စိတ်ဒီမှာလဲ1ဒီမှာလဲ1ဆိုတော့ဒီဟာတွေကိုအကုန်ပေါင်းလိုက်တယ်နော်ကြည်ပုံကြည်နည်းလေးပြောပါမယ်ဒါပေါင်းလိုက်တော့ဒါအပေါ်ပေါင်းလိုက်ရင်ဆက်တွေးတော်တွေဂါတွေဇီတွေဆိုရင်ဘယ်လောက်ရမလဲတွေ30ရဒီကတော့ပေါင်းပြီးသားဆိုရင်မနောတ3ဒီမှာကတရားယုံ7ဟတိတုပ္ပတဒီ3ချောင်းလုံးပေါင်းလိုက်ရင်ဘယ်လောက်ရပါမလဲ25ဟောဒီမှာပေါင်းပြီးသားလေးရှိနော်ကိုပါကိုပေါင်းကြည့်ရတယ်30ရဲ့3ရဲ့ပေါင်းရင်73ဒီဘက်ကစမ်းချက်ကပေါင်းနော်25ဒီ25ပါးသောစိတ်တွေသည်ဘာအာယုံကိုအာယုံပြုတ်မလဲဆိုတော့1လို့ဒီမှာရေးထားတယ်ဒီမှာလဲ1ဆိုတော့ဒီဟာတွေက1ချင်းကျူတဲ့ကြောင့်ပေါင်းပြီးတော့ပူဇော်တယ်ဒီ1ဒီခုနဓမ္မယုံထိုက်သောတရား6ပါးတဲ့ဟာဘာအာယုံလဲလို့ကြည့်လိုက်တော့ဒီမှာရူပါယုံတတ္တယုံဂါနာယုံဆိုတာလဲဘယ်အာယုံထဲမှာပါမလဲကာမအာယုံထဲမှာပဲပါမယ်ဒါလဲပြင်စာယုံဆိုတာလဲဒီအာယုံတွေကိုပေါင်းတော့ကာမအာယုံစိတ်ကလေးတွေကြည့်လိုက်တော့လေကာမစိတ်54ကစရဲဆိုရတာသူနဲ့ရှင်မဲ့စိတ်သိက်တွေပြီးရင်ရုပ်တွေပါဆိုဒါဒီသေးဘာအာယုံမလဲဆိုရင်ကာမအာယုံဒါကြောင့်သိထားရပါမယ်ဒီတစ်ဆိုတာဒီဘာအာယုံပြောတာလဲဆိုရင်ကာမအာယုံပြောတာဒီထိလိုက်နိုင်မှာလားနောက်တစ်ခွက်ကိုသွားလိုက်မယ်ဆို3ဆိုတာလေးကိုတွေးလိုက်3တွေ့တော့သူ့ရဲ့စိတ်တွေကိုအကုန်ပေါင်းလိုက်တယ်ပေါင်းလိုက်တော့ဒီမှာဘယ်လောက်ရပါလဲ20ဒီ20ပါးသောစိတ်တွေသည်ဘာကိုအာယုံပြုလဲဆိုတော့ပထမအလွှာဆိုခဲ့ပြီးပြီလောကီစိတ်81တဲ့လောကီစိတ်81ဆိုတာဒီကာမစိတ်ထဲမှာဘာကိုပေါင်းလိုက်ရင်လောကီစိတ်ဖြစ်သွားပါလဲမဟေကုတ်ကိုပေါင်းရဟုတ်တယ်မလားကာမကို54ကိုမဟေကုတ်29ပေါင်းလိုက်ရင်လောကီစိတ်81ဒါဆိုရင်မဟေကုတ်ပါလာပြီဆိုတော့ဒီအာယုံဒီကာမအာယုံလဲပါတော့မယ်မဟေကုတ်အာယုံလဲပါတော့မဟေကုတ်ပါပြီဆိုရင်ပြညတ်လဲပါတော့ဒါကြောင့်သူအာယုံဘယ်နှပါးရှိပါလဲ3ပါးရှိရယ်သူဆိုလိုချင်တာဒီ3ဆိုတာဒီကာမရဲ့မဟေကုတ်ရဲ့ပြညတ်ဒီထိရောလိုက်နိုင်ပါလားနောက်တစ်ခွက်ကိုစင်းတော့4ဆိုတာဒီမှာမှတော့2ခွက်ရှိရပေါ့နော်ပေါင်းရင်လည်းရတယ်တကြောင်ချင်းပဲပြောမယ်ဆိုရင်ဒီမှာသူ့ကိုအာယုံပြုတဲ့စိတ်ပေါင်းဘယ်လောက်ရပါလဲ5ပါးဒီ5ပါးကျွန်တော်တို့ပူဇော်ရတော့သူအာယုံပြုတာဒီရဲ့ပထမအလွှာကြည့်ခဲ့ပြီအရဟတမဲ့ဖို့ကျင်တဲ့စိတ်89လို့ဆိုတော့ဒီမှာကကာမစိတ်ထဲမှာမဟေကုတ်တိုးလာတော့လောကီစိတ်ထဲမှာဒီစိတ်89ဆိုတာလောကုတ္တရာပါပေါင်းပြီးသားမဟုတ်ဘူးလားစိတ်အားလုံးထဲမှာအရဟတမဲ့နဲ့အရဟတဖို့2ပါးကိုနှုတ်လိုက်တာ89ရဲ့2ပါးနှုတ်လိုက်တော့89ဒါဆိုရင်လောကီစိတ်ထဲမှာဘာထည့်ပေါင်းလိုက်ပြီလဲလောကုတ္တရာဆိုတာဘာကိုအာယုံပြုမှာနိဗ္ဗာန်ကိုအာယုံပြုမှာဒါကြောင့်ဒီမှာအာယုံ4ပါးဆိုတာဒီဘာတွေပါမလဲကာမပါမယ်မဟေကုတ်ပါမယ်နိဗ္ဗာန်ပါမယ်ပညာပါတော့ဒီအာယုံ4ပါးကသိထားမှာအာယုံဘယ်နှပါလဲ4ပါးဘာတွေလဲဆိုရင်ကာမရဲ့မဟေကုတ်ရဲ့နိဗ္ဗာန်ရဲ့ပညာဒါဒီကြည်ပုံကြည်နည်းလေးပြောတာကြော်ပြီးမြင်တတ်မယ်ဆိုရင်ဒီဘက်မှာကြည်လိုက်ရင်ရတယ်ဒါတတိယအလွှာဖြစ်မှာဒီမှာရေးပြီးသားကာမရဲ့မဟေကုတ်ကဲပြညတ်ကဲဒီမှာနိဗ္ဗာန်ဒါပဲဒါကိုမကြည့်ပါနဲ့ဒုတိယအလွှာအနေနဲ့ကြည့်မှာဒီဘက်ကိုစိတ်ကိုကြည့်မယ်သူအာယုံပြုတဲ့အာယုံဘယ်နှပါးဆိုတာကြည့်မယ်အဲ့ဘယ်နှပါးဒီဘာတွေလဲပါတာဆိုတာစောစောကပထမအလွှာကဆိုခဲ့တဲ့စိတ်ကလေးတွေကိုပြန်ကောက်ရပါတယ်ကဲနောက်တစ်ခွက်ကလည်း4ပါးပဲဒီ4ပါးကိုအာယုံပြုတဲ့စိတ်ဘယ်လောက်ရပါလဲ6ပါးဒီ6ပါးဒီအာယုံ4ပါးကိုအာယုံပြုတယ်ဆိုတော့ဘာအာယုံလဲပြန်ကြည့်တော့စိတ်ကအကုန်လုံး
အကုန်လုံးဆိုတော့ဘာတွေပါသွားပြီလဲကာမလည်းပါမယ်မဲဂုတ်လည်းပါမယ်နိဗ္ဗာန်လည်းပါမယ်ပညာတိထားဖို့ကမဟဲဂုတ်ပါရင်ပညာပါပြီလောကုတ္တရာစိတ်ပါရင်နိဗ္ဗာန်ပါဒါဆိုရင်ဒီအာယုံဒီလည်းဘယ်နှပါလဲ၄ပါးဘာအာယုံတွေပါလဲကာမရဲ့မဟဲဂုတ်ကဲနိဗ္ဗာန်ရဲ့ပညာဒါဆိုရင်ဒါအာယုံ၄ပါးကိုအာယုံပြုတာတခါအောက်တစ်ခွက်ဆင်းလိုက်တော့ဒီစိတ်ဒီလဲ15ပါးဒီလဲဒါပညာဓမ္မယုံတစ်ပါးဆိုတော့ဆိုရိုးတဲ့မှာကဖော်ပြီးပူဇော်ပြီးသားဘာဓမ္မယုံလဲသူအာယုံဘယ်နှပါးပဲအာယုံပြုလဲတစ်ပါးနောက်တစ်ခွက်ဒီနှစ်ခုပေါင်းလိုက်တယ်အာယုံတစ်ပါးချင်းတူတဲ့နှစ်ခုပေါင်းတော့စိတ်ပေါင်းက6ပါးရသွားမယ်ဒီ6ပါးဒီလဲဘာအာယုံပဲအာယုံပြုတယ်ပြင်းမအာယုံဘယ်နှပါးလဲတစ်ပါးဒီနားမှာကိုမမြင်တစ်ကလေးတွေရေးထားဒါတွေအကုန်တစ်တေးကြီးပဲဟုတ်ပြီနော်တက်ကလေးဒါလည်းဒီ6ပါးသောစိတ်တွေဒီလည်းပညာဓမ္မယုံတစ်ပါးပဲနောက်တစ်ခွက်ဆင်းလိုက်မယ်ဒီမှာ3ပါးဒီမှာ3ပါးပေါင်းလိုက်ရင်6ပါးဒီ6ပါးဒီဘာအာယုံပြုထားလဲမဟဲဂုတ်ဓမ္မယုံဘယ်နှပါးလဲတစ်ပါးပဲဒါလည်းတစ်ပဲဒီလောကုတ္တရာစိတ်ဆိုတာတော့ဘာကိုအာယုံပြုလဲနိဗ္ဗာန်အဲ့တော့သူလည်းတစ်ပါးပဲဒါဆိုရင်တစ်ကဒီမှာဘယ်နှခွက်ရှိမလဲဆိုရင်လေဒီမှာအကုန်လုံးပေါင်းထားတာတစ်ခွက်ဒီမှာတကွက်ဒီမှာတကွက်ဒီမှာတကွက်ဒီမှာတိကြည့်ပြဘယ်နှကွက်ရှိလဲ9ကွက်ရှိအဲ့တော့တပားတွေကိုဒုတိယအလွှာမှာအရင်ပူဇော်မယ်ပြီးတော့မှ3ပါး4ပါး4ပါးပူဇော်မြင်ပါလားဒုတိယအလွှာကိုကျွန်မနည်းနည်းအကြမ်းပြောမယ်ဆိုရင်ပထမအလွှာကတချမ်းဖြစ်တဲ့ဒီစိတ်တွေကိုပထမတအာယုံမဲကိုအာယုံပြုတဲ့စိတ်တွေကိုပေါင်းလိုက်ပါတယ်ဘယ်လောက်ရလဲဆိုရင်25ဒီမှာပေါင်းပြီးသား25เนาะနောက်တစ်ခွက်ကကြတော့ဒီမှာ3ပါပြောခဲ့ပါပြီဘာအာယုံနေလဲကာမရဲ့မဟဲဂုတ်ကဲပညာကဲဒီ4ပါးကကာမရဲ့မဟဲဂုတ်ကဲနိဗ္ဗာန်ရဲ့ဒီ4ပါးကဒါလေးတွေကတော့တပါးစီကသူကသူစောစောကပထမအလွှာလေးကပူဇော်ပြဒါဆိုရင်ဒုတိယအလွှာနောက်ပါတက်ပါမယ်ဆရာမအတိတ်ပဲဝင်ပါလိမ့်မယ်နှုတ်ဆက်အောင်ပါဒီနေ့ဒွါရသင်္ကဟနှခမ်းတက်ရအောင်ကျမတို့ဒွါရတွေမှာဆိုတဲ့အတွက်အာယုန်တွေဒွါရတွေကိုလာတိုက်တဲ့အခါမှာဖြစ်နိုင်တဲ့စိတ်တွေနောက်တစ်ခုဒွါရတွေမှာလွတ်နေတဲ့စိတ်တွေနှစ်ပိုင်းပိုင်းရအောင်စိတ်အကြီး89ပါးကိုမူတည်ပြီးတော့ကြည့်ပါမယ်စိတ်ကြီး89ပါးရှိတဲ့ထဲကဒွါရမှာဖြစ်သောစိတ်9ဒွါရမှာဖြစ်သောစိတ်6ဒွါရမှာအမြဲဖြစ်သောစိတ်6ဒွါရမှာယံခါဖြစ်သောစိတ်ဒါတွေကဖြစ်တဲ့အုပ်စုအဲ့ဒီနေရာမှာဒွါရ၌ဖြစ်သောစိတ်လို့ပြောတဲ့နေရာမှာကျမတို့ကဘာလေးပါမလဲဆိုရင်ဒွါရဇီ၌သာဆိုတဲ့စကားလုံးလေးပါလိမ့်မယ်ဒွါရဇီ၌သာဖြစ်နိုင်တဲ့စိတ်ပေါင်း9ဒွါရဇီ၌သာဖြစ်နိုင်တဲ့စိတ်ပေါင်းဒီနေရာလေးကြိုင်စီအနေနဲ့သုံးတယ်နောက်တစ်ခုဖြစ်နိုင်သမျှစိတ်ဆိုတာတတိကြားကျမတို့ကြည့်ရလိမ့်မယ်ဒါဆာမွေးမေခွန်းတိုက်ဖြစ်ပါတယ်နောက်တစ်ခု6ဒွါရမှာအမြဲဖြစ်နိုင်တဲ့စိတ်ဆိုတော့6ဒွါရမှာအမြဲဒီနေရာမှာဒွါရဇီ၌သားလို့ပြောတဲ့အတွက်ဒွါရက6ခုရှိတဲ့နေရာမှာစကုဒွါရမှာဖြစ်နိုင်တဲ့စိတ်သောတာဒွါရ၌သားဒီနေရာမှာကြတော့သူတစ်ခုစီပေါ်လိုက်တဲ့အခါကျရင်စီဆိုတာမထည့်เสียမလို့တော့ပဲနဲ့စကုဒွါရဒွါရ၌သားဖြစ်သောစိတ်သောတာဒွါရဒွါရ၌သားဖြစ်သောစိတ်ဂါနဒွါရဒွါရ၌သာဖြစ်သောစိတ်ကြော်လိုက်မယ်ကာယဒွါရဒွါရ၌သာဖြစ်သောစိတ်မနောဒွါရဒွါရ၌သာဖြစ်သောစိတ်ဒွါရ၌လို့ပြောထားတဲ့အတွက်ဒွါရ6ခုရှိတဲ့ထဲကတစ်ခုစီ၌သာဆိုတဲ့စကားလုံးသိထားဖို့လိုပါတယ်เนาะဒီနေရာမှာ၌သာဆိုတဲ့စကားလုံးအသုံးအနှုန်းလေးသတိထားခဲ့ရမယ်နောက်တစ်ခုက9ဒွါရစီ၌သာလို့ပြောထားတဲ့အတွက်9ဆိုတဲ့စကားလုံးမြင်လိုက်တာနဲ့ဒါသည်ရုပ်သက်ဒွါရ9ခုလို့ဆိုလိုရဲဆိုတာကိုခဏမြင်တာနဲ့တရုပ်ကိုသိရမယ်ဒါဆိုရင်9ဒွါရဇီ၌သာဆိုတဲ့အတွက်စကုဒွါရသောတာဒွါရအဲ့9ဒွါရကိုရေးတဲ့နေရာကျရင်မနောမပါရတော့စက်သောဂါဇိကရုပ်ဒွါရ9ပါးမှဖြစ်နိုင်တဲ့စိတ်6ဒွါရမြဲလို့ပြောလိုက်တာနဲ့6ဆိုတဲ့ခဏမြင်ရင်ရုပ်ဒွါရ9ရဲ့နံဒွါရ1ဒီ idea ဝင်သွားရမယ်6ဒွါရ၌အမြဲဘာလို့ရမှာလဲဖြစ်သောစိတ်ကိုရေးရမယ်နောက်တစ်ခု6ဒွါရယံခါဆိုဒီယံခါဘာလဲဖြစ်တာကိုရည်ရွယ်တယ်ဆိုတဲ့ idea သိရဒါဆိုရင်ဒွါရကဘယ်နှခုရှိလဲလို့ပြောရင်ဒွါရတွေ6ခုရှိတယ်ဒါသိပြီးသားဒွါရအပြား6ခု
ဒွါရအပြား6ပါးကိုခွဲလို့ရှိရင်ရုပ်သက်သက်ဒွါရ9နံသက်သက်ဒွါရ1ဒီ idea လေးဝင်သွားရမယ်ရှင်းမလားဒါကြောင့်ဒီပေါ်မှာဒွါရဇီ၌တာလို့ပြောရင်စေတောဂါဇိကမနောအကုန်လုံးဒွါရ6ခုရှိတဲ့ထဲကဒွါရဇီ၌တာဖြစ်သောစိတ်ဆိုတာဒါကြောင့်ခေါင်းစဉ်လေးမြင်လိုက်တာနဲ့ဒီဘက်ကတယုတ်ကိုအဓိပ္ပာယ်ပါနားလည်ပြီးကြည့်ရလိမ့်မယ်ဒါဆိုရင်ဒွါရဇီ၌တာဖြစ်သောစိတ်လို့ပြောရင်36အဲ့ဒီ36ပါးဒီဘာလဲဆိုတာတယုတ်အနေနဲ့ကြည့်လိုက်တော့တွေပင်စဝိညာဉ်30ပြီးရင်36ထဲက30နှုတ်လိုက်26ကျန်တော့မယ်အဲ့ဒီ26ဒီအပ္ပနာဇောလို့ရေးလိုက်တာ ਨੇ ဇန်မက်ဖို့ဇောဆိုတာသိရတော့မယ်ရှင်းမလားအဲ့ဒါကိုလေခွဲချလိုက်တဲ့အခါဒွေ30ဆိုထပ်ခွဲရင်ဒါစာချက်ပေးနေတာနော်စကုဝိညာဉ်တွေသောတာဝိညာဉ်တွေဂါနဝိညာဉ်တွေဇိမ်ဝဝိညာဉ်တွေကာယဝိညာဉ်သူ့တွဲလေးနဲ့သူ့တွဲလိုက်တဲ့အခါကျရင်စကုဝိညာဉ်တွေသည်ဒွါရပဲဘယ်ဒွါရလဲသူ့မူပိုင်ဖြစ်ရမယ်စကုဒွါရဒွါရ၌တာဖြစ်သူကြတော့စီထည့်เสียဒီမှာစီထည့်တာက36လုံးကိုစိုးသွားတဲ့အတွက်ရှင်းမလားရှင်ဒါဆိုရင်သူ့အတွဲနဲ့သူ့တွဲရင်စကုဝိညာဉ်တွေသည်စကုဒွါရဒွါရ၌တာဖြစ်ဒါဥစာကြောတိုင်းသွားမယ်ဆိုရင်စကုဝိညာဉ်တွေသည်ဘယ်နဲ့ဒွါရမှာဖြစ်တယ်လဲလို့ကြည့်လိုက်ရင်ဒွါရ၌တာဖြစ်ဘယ်ဒွါရလဲစကုဒွါရသူ့နာမည်လေးကိုဖော်ရမယ်အဲ့တော့ကျမတို့ကအဲ့ဒီလိုအစစ်စစ်မသွားဘဲနဲ့ဒါရိုက်သွားတော့မယ်ဆိုရင်စကုဝိညာဉ်တွေသည်စကုဒွါရဒွါရ၌တာဖြစ်၏သောတာဝိညာဉ်တွေသည်သောတာဒွါရဒွါရ၌တာဖြစ်သူ့နာမည်သူဖော်သွားရုံပဲကြော်လိုက်ပြရစေကာယဝိညာဉ်တွေသည်ကာယဒွါရဒွါရ၌တာဖြစ်ဆိုဒွါရ6ခုတည်းက5ခုပြီးသွားပြီတစ်ခုပဲကြံတော့တယ်မနောဒွါရဒါဆိုရင်ဒီဘက်ကဥစ္စာသွားတော့မယ်အပ္ပနာဇော26ပါးသည်မနောဒွါရဒွါရ၌တာဖြစ်ရှင်းပါတယ်နော်ဒါဆိုစာချက်နည်းရသွားပြီဒွါရဇီ၌တာဖြစ်နိုင်သောစိတ်ပေါင်းလို့ပြောရင်36ရေတွက်၍ပြပါတွေပင်စဝိညာဉ်30အပ္ပနာဇော26ဘောင်း36ပါးသောစိတ်တို့သည်ဒွါရဇီ၌တာဖြစ်၏အဲ့ဒါကပေါင်းဆိုတာတယုတ်ခွဲပါဆိုရင်တွေပင်စဝိညာဉ်30ဒွါရဇီဖြစ်နိုင်ပုံကိုပြောပါဆိုရင်ခွဲပြီးတော့သူ့အတွဲနဲ့သူတွဲလဲအောင်တွဲကြရအောင်သူကြတော့တိုက်ရိုက်ပြောတဲ့အတွက်ကြောင့်စီဆိုတဲ့အသုံးသုံးစရာမလိုတော့ဆက်မယ်ဒါဆိုရင်စက်တွေတော်တွေဂါတွေစီတွေကာတွေပြီးသွားပြီဒါဆိုရင်ဒီဘက်အလှည့်လာပြီအပ္ပနာဇော26ပါးသည်ဒါဆိုရင်ဓမ္မမိတ်ဆွေတို့ခုဒါလေးကိုကြည့်ရင်းနဲ့အလွတ်ရသွားရတော့မယ်ရှင်းပြီနော်ကဲနောက်တစ်ခုငါးဒွါရဇီ၌တာဖြစ်သောစိတ်ပေါင်းလို့ပြောရင်3ပါးအဲ့ဒီ3ပါးသည်ဘာလဲလို့ပြောရင်ပိစဒွါရဝဇံတိတံပဋိဆိုင်တွေပေါင်းလိုက်ရင်သူ့ကိုဘာလို့ခေါ်လဲမနောဓာတ်3ပါးသည်ငါးဒွါရဇီ၌တာဖြစ်ဒါဆိုရင်ပိစဒွါရဝဇံဘယ်နဲ့ဒွါရဘယ်ဒွါရတွေလဲလို့ပြောရင်စကုဒွါရသောတာဒွါရဂါနဒွါရဇေဝဒွါရကာယတနည်းအားဖြင့်အဲ့ဒီလိုမပြောဘဲနဲ့ကိုနားလည်နေပြီဆိုရင်ရုပ်ဒွါရ5ပါးမှာဖြစ်လို့ပြောလိုက်ရောမရဘူးလားဒီစက်သောခါစီကာဆိုတာရုပ်လားနံလားဒါဆိုရင်ပိစဒွါရဝဇံဘယ်နဲ့ဒွါရဘယ်ငါးဒွါရလဲရုပ်ဒွါရ5ပါးဒါရေတွက်ပါဆိုရင်ရေတွက်လိုက်ရုံပဲဟုတ်ပြီနော်တံပရိဆိုင်တွေဘယ်နဲ့ဒွါရဘယ်ဒွါရဒွါရ5အကုသလဝိဘက်ဥပိ္ခာတန္တိရဏ1ဘယ်နဲ့ဒွါရအဟေကုသလဝိဘက်ဥပိ္ခာဟုတ်ပြီ sorry အကုသလဝိဘက်ဟုတ်လားတံပရိဆိုင်1
ဘယ်နဲ့ဒွါရငါးဒွါရဟုတ်ပြီအာဟိကုသလဝိဘက်တံပရိဆိုင်တိဒီမှာတံပရိဆိုင်တွေလို့ရေးပေမဲ့တကယ်တမ်းပြောရင်ကျမတို့တစ်ခုစီရေးတွေ့ရလိမ့်မယ်ရှင်းရောရှင်းမလားဒီမှာလဲအပနာဇော26လို့ပြောထားတယ်ဒါအလုံးလိုက်နော်ဒါတို့ဒီခွဲပြောရင်မဲကုတ်ကုသိုလ်9ပါးမဲကုတ်ကရိယာ9ပါးဒါကြောင့်ဇောလို့ပြောရင်ကုကရိပါလိမ့်မယ်ဝိဘက်မပါရအောင်နော်မဲကုတ်စိတ်ပေါင်းကတကယ်ရှိတာမဲကုတ်စိတ်ပေါင်းမဲကုတ်စိတ်20ခုမှာကုသိုလ်က9ပါးဝိဘက်က9ပါးကရိယာကအခုဒီနေရာမှာအပနာဇောလို့ပြောရင်ဝိဘက်ပါလားမဲကုတ်ဝိဘက်9ပါးဆိုတာရူပဝိဘက်9နဲ့အရူပဝိဘက်4မှတ်မိရဲ့နော်ရူပဝိဘက်9ဆိုတာရူပ15ပုံကဗြဟ္မာကြီးတွေရဲ့ပဋိသန္ဓေဘဝင်စုတိဟုတ်ရဲ့လားအရူပဝိဘက်4ဆိုတာအရူပ4ပုံကဗြဟ္မာကြီးတွေရဲ့ပဋိသန္ဓေဒါဆိုဓမ္မမိတ်ဆွေတို့ကမှတ်ထားရမှာဝိဘက်ဆိုတဲ့စကားလုံးပါမယ်မဟာဝိဘက်ရှိကုဝိကရိရှိတဲ့ထဲမှာမဟာကုသိုလ်ရှိမဟာဝိဘက်ရှိမဟာကရိယာရှိဟုတ်လားကာမသောဗနာ24ထဲမှာအဲ့ဒီမှာမဟာဝိဘက်ရှိဆိုတာကလူကောင်းနတ်ကောင်းတို့ရဲ့ပဋိသန္ဓေဘဝင်စုတိမဟာကုသိုလ်ကရိယာ16ကြတော့ကာမဇောရဲပါမသွားဘူးလားရှင်းရလားအခုလေမဟေကုတ်လေကာမသောဗနာ24သောဗနာစိတ်အကျဉ်59အုပ်စုခွဲကြည့်ရေကာမသောဗနာ24မဲကုတ်က29လောကုတ္တရာအကျဉ်းရှိအကျယ်40မှတ်မိရလားမှတ်မိရနော်အဲ့ဒီမှာကာမသောဗနာ24ကဘေးနှစ်ဖက်ဖြစ်တဲ့ကုသိုလ်နဲ့ကရိယာဇောဝိဘက်ကပဋိသန္ဓေဘဝင်စုတိတဒါယုဟုတ်လားလည်းမသိမဟာဝိဘက်ရှိက၄ကိစ္စဟုတ်ရဲ့လားနောက်တစ်ခုမဲကုတ်ကုသိုလ်ကိုမဲကုတ်ဝိဘက်ကိုမဲကုတ်ကရိယာကိုသုံးပုံပုံလိုက်တယ်အဲ့ဒီမှာမဲကုတ်ကုသိုလ်ကရိယာ16ကအပနာဇောရဲပါသွားပြီးတော့မဲကုတ်ဝိဘက်9ကရူပအရူပဗြဟ္မာကြီးတွေဗြဟ္မာတွေရဲ့ပဋိသန္ဓေဘဝင်စုတိဟုတ်ကောဟုတ်ရဲ့လားလောကုတ္တရာထူးခြားချက်လောကုတ္တရာစိတ်10ပါးကကုသိုလ်က4ဝိဘက်က4ရှိတော်လဲလောကုတ္တရာကုသိုလ်ကမဲ့လောကုတ္တရာဝိဘက်ကမဲ့ရဲ့အကျိုးဖို့ဖြစ်တဲ့အတွက်အဲ့ဒီလောကုတ္တရာဝိဘက်ကြတော့ပဋိသန္ဓေဘဝင်စုတိလို့ပြောစရာလောကထဲမှာနေမှာလားလောကကလွတ်တာလားလောကကလွတ်တဲ့နေရာမှာလောကုတ္တရာဆိုတာလောကကလွတ်တဲ့နေရာမှာမဲ့ဆိုတာလောကထဲမှာလဲစေတဲ့ကိလေသာကိုအမြင့်ပြတ်ဖြတ်မှာဖို့ဆိုတာကိလေသာကိုငြိမ်းစေမှာဖြစ်တဲ့အတွက်မဲ့ရဲ့အကျိုးလောကုတ္တရာဝိဘက်ဖြစ်ပေမဲ့ပဋိသန္ဓေဘဝင်စုတိမတက်ဖဲနဲ့သူသည်အပနာဇောထဲမှာပါသွားလားမပါသွားဘူးရှင်းရောရှင်းသလားမြင်နေနော်ဒါကြောင့်နည်းနည်းလေးဒါလေးကိုဖြတ်ပြီးတော့တရုတ်ကလေးနည်းနည်းခွဲပြခြင်းတယ်ကျမတို့တရုတ်တွေခြေပြီးဆိုရင်ဓမ္မမိတ်ဆွေတို့အလွတ်ကြည့်ရတော့မှာအခုဇောပေါင်း55ဇော55ကိုကျမတို့ကြည့်အကုသိုလ်ကဒီနေရာမှာဇော55ကိုကျမတို့ကယူလိုက်ရင်ကာမဇောက29အပနာဇောက26လို့ဒါတစ်ဖြတ်ယူလိုက်တယ်အဲ့ဒီမှာကာမဇော29ကိုကြည့်အကုသိုလ်က12ပါးကုသိုလ်ဇက်အနေနဲ့ပြောရင်မဟာကုသိုလ်8ကရိယာအနေနဲ့ပြောတဲ့အခါကျတော့9အဲ့ဒါကဟတိတုပ္ပတိကေမဟာကရိယာ8ကဲဆိုပြီးတော့ကျမတို့ကယူခဲ့တယ်ဟုတ်ပြီနော်ဒီကုသိုလ်8ကမဟာကုသိုလ်ဆိုလိုတယ်ဒီ idea ဝင်သွားဒါဒီကာမဇော29ခွဲသွားတယ်အပနာဇော26လို့ပြောရင်ဒီထဲမှာအပနာဇော26ထဲမှာကုသိုလ်အကုသိုလ်မရှိဘူးဟုတ်ရဲ့လားကုသိုလ်လို့ပြောလိုက်ရင်မဟေကုတ်ကုသိုလ်ကိုဟုတ်ရဲ့လားမဟေကုတ်ကုသိုလ်ကိုရှိမယ်ပြီးရင်လောကုတ္တရာကုသိုလ်ဒီနေရာမှာမြင်ရမှာကလောကုတ္တရာကုသိုလ်က4ဒါဆိုရင်ကုသိုလ်လို့ပြောရင်နော်ဒီနေရာမှာမဲကုတ်ကုသိုလ်9ရဲ့လောကုတ္တရာကုသိုလ်က4ဖြစ်တဲ့အတွက်ကြောင့်73မှာနောက်တစ်ခါဝိဘက်လို့ပြောတဲ့အခါကျရင်4ပါးပဲရှိတယ်ဘယ်ဟာလဲလို့ပြောရင်လောကုတ္တရာဝိဘက်က4ဟုတ်ပြီနော်နောက်တစ်ခါကရိယာလို့ပြောတဲ့အခါကျရင်မဟေကိုကရိယာကိုအဲ့တော့ဒီလိုလေးပြောလို့ရှိရင်ဓမ္မမိတ်ဆွေတို့မြင်လဲမြင်မယ်နည်းနည်းလေးလဲရှုပ်ကောင်းရှုပ်မယ်ဒါကြောင့်ကျွန်မဒါလေးခဏပြန်ဖြတ်လိုက်မယ်မြင်အောင်ကြည့်မယ်နောက်ပြီးတော့မှပုံစံတစ်မျိုးပြန်ယူမယ်အပနာဇော26ဆိုကိုရပြီးတဲ့အကျော်နဲ့ပဲသွားမယ်အပနာဇော26လို့ပြောရင်မဟေကုတ်ကုသိုလ်က9မဟေကုတ်ကရိယာက9မဟေကုတ်ကုသိုလ်ကရိယာ18
ပြီးရင်လောကုတ္တရာရှစ်ဆိုပြီးတော့ကျမတို့ကယူလိုက်တယ်ဟုတ်ရဲ့လားဒါဆိုရင်အပ္ပနာဇော26ကိုကျမတို့ကဇာတိဗေဒနဲ့ကြည့်မယ်နော်ဒီနေရာတော့မပေါ်ကတော့ဒါလွယ်သွားပြီဇာတိဗေဒနဲ့ကြည့်မယ်ဆိုရင်သူ့မှာအပ္ပနာဇော26မှာအာကုသိုလ်ကလုံးဝမရှိဘူးကုသိုလ်လို့ပြောလိုက်တဲ့အချိန်ကျရင်ဒီမှာမဲကုတ်ကုသိုလ်က9ဒီထဲမှာလောကုတ္တရာကုသိုလ်က4ပြည့်တဲ့အတွက်ကြောင့်ကုသိုလ်က73ပါဟုတ်ပဲလားရှင်ဝိဘက်လို့ပြောလိုက်တဲ့အခါကျရင်ဒီမှာပါတဲ့ဝိဘက်ကလောကုတ္တရာဝိဘက်4ဟုတ်ရဲ့လားကရိယာလို့ပြောလိုက်တဲ့အချိန်ကျရင်9ပါပေါင်းလိုက်လို့ရှိရင်အပ္ပနာဇော26မှာအာကုသိုလ်မရှိဘာကြောင့်လဲအပ္ပနာဆိုတာကဇန်မက်ဖို့တွေဟုတ်ရဲ့လားအပ္ပနာရဲ့အဓိပ္ပာယ်ကဇန်နေမက်တွေဖို့တွေဇန်မက်ဖို့တို့ရဲ့အထွတ်အထိပ်ကိုအပ္ပနာလို့မခေါ်ဘူးလားအဲ့တော့အပ္ပနာဇော26မှာဇန်မက်ဖို့တို့ရဲ့အထွတ်အထိပ်ဆိုတော့ဇန်နေနဲ့ကြည့်ရင်မဲကုတ်ကုသိုလ်ကရိယာမက်ဖို့အနေနဲ့ကြည့်ရင်လောကုတ္တရာမှာမက်က4ဖို့က4မပါဘူးလားဟုတ်ပါလားဒါဆိုရင်အပ္ပနာဇော26လို့ပြောလိုက်တာအပ္ပနာစိတ်60ခွန်ပြောနေတာမဟုတ်ဘူးစိတ်ပိုင်းတော့ကအပ္ပနာစိတ်ပေါင်း62ခွန်ရှိတယ်အခုဥစ္စာဇောကိစ္စတက်တာကိုကြည်နေတဲ့အတွက်အပ္ပနာဇော26လို့ကြည်လိုက်တဲ့အခါကျရင်မဟေကောကုသိုလ်ကရိယာ18ဒီဇန်ဇောလောကုတ္တရာ8လို့ပြောရင်မက်ဇောက4ဖို့ဇောက4ဟုတ်ရဲ့လားအဲ့ဒီဇန်ဇောမှာမဲကောကုသိုလ်ကရိယာ18လို့ပြောတဲ့အတွက်ဇက်နဲ့ယူလိုက်တော့ကုသိုလ်က9ကရိယာက9မပါဘူးလားလောကုတ္တရာရှိသည်မက်ဇောဖို့ဇောလို့ပြောတဲ့နေရာမှာမက်လို့မြင်ရင်ကုသိုလ်ဖို့လို့မြင်ရင်ဝိဘက်မဟုတ်ဘူးလားအဲ့ဒီမှာပါတဲ့ကုသိုလ်ကလောကုတ္တရာကုသိုလ်အဲ့ဒီမှာပါတဲ့ဖို့ကလောကုတ္တရာဝိဘက်မဟုတ်ဘူးလားဒါဆိုရင်ကျမတို့ကအပ္ပနာဇော26ကိုဇာတိဗေဒနဲ့ယူလိုက်တော့အပ္ပနာဆိုတာဇံမဲ့ဖို့စိတ်တွေဖြစ်တဲ့အတွက်ကြောင့်မကောင်းတာလားကောင်းတာလားကောင်းတဲ့အတွက်အကုသိုလ်ဇတ်လုံးဝမရှိကုသိုလ်ဇတ်လို့ပြောရင်ဇံနဲ့ကကုသိုလ်က9မက်ထဲကမက်ဆိုတဲ့လောကုတ္တရာတွေကကုသိုလ်ကမက်က4ဆိုတော့ကုသိုလ်ပေါင်းမြင်ရင်လားရှင်နောက်တစ်ခုဝိဘက်လို့ပြောလိုက်တဲ့အခါဇံထဲမှာဝိဘက်ဇံမရှိတော့လေလောကုတ္တရာထဲမှာလောကုတ္တရာဖို့ဆိုတာဝိဘက်မဟုတ်ဘူးလားဒါဆိုရင်ဖို့စိတ်ကဘယ်နှပါ4ပါဆိုရင်လောကုတ္တရာဝိဘက်က4ပါရှင်းရောရှင်းလားကရိယာလို့ပြောလိုက်တဲ့အခါကျတော့လောကုတ္တရာမှာဘယ်တော့မှကရိယာမရှိဘူးလောကုတ္တရာဆိုကုသိုလ်နဲ့ဝိဘက်ပဲရှိတယ်ကရိယာလုံးဝမရှိတဲ့အတွက်ဒီထဲမှာဇန်ထဲမှာကရိယာ9ရှင်းမလားရှင်ဒါဆိုရင်အပ္ပနာဇော26ကိုဇာတိဗေဒနဲ့ယူလိုက်ရင်အကုသိုလ်အပ္ပနာဆိုတာမရှိဘူးကုသိုလ်အပ္ပနာက73ပါ73ပါကိုရေတွက်ပါဆိုမဲကုတ်ကုသိုလ်9ရဲ့လောကုတ္တရာကုသိုလ်4ရှင်းမလားရှင်နောက်တစ်ချက်ဝိဘက်အပ္ပနာဇောတွေကဝိဘက်ဇက်လို့ပြောရင်ဇန်ထဲမှာမရှိဘူးလောကုတ္တရာတွေကဖို့ပဲ4ပါယူလိုက်ရပြီးတော့ကရိယာလို့ပြောရင်မဲကုတ်ကရိယာ9နဲ့လောကုတ္တရာကမရှိတဲ့အတွက်အပ္ပနာဇော26ကိုဇာတိဗေဒနဲ့ပြောရင်အကုသိုလ်မရှိကုသိုလ်73ဝိဘက်4ကရိယာ9ပေါင်းလိုက်အပ္ပနာဇောကာမဇော29မှာအကုသိုလ်7ကုသိုလ်က8ဝိဘက်ကမရှိကရိယာရှင်းရောရှင်းလားဒါလေးကိုဓမ္မမိတ်ဆွေတို့မြင်ခဲ့ဖို့ပါပဲအဲ့ဒီတော့ဇော55လို့ကျမတို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်ဇော55မှာကာမဇောအပ္ပနာဇောဇာတိဗေဒနဲ့ပြောရင်အကုသိုလ်လို့ပြောရင်ကာမထဲမှာပဲ7နှစ်ရှိပြီးတော့အပ္ပနာထဲမှာမရှိတဲ့အတွက်အကုသိုလ်ဇော12ပါဟုတ်ရဲ့လားကုသိုလ်လို့ပြောမယ်ကုသိုလ်လို့ပြောလိုက်လို့ရှိရင်ကာမထဲမှာ8အပ္ပနာထဲမှာက73ဆို8ကဲ73ရဲ့ပေါင်းလိုက်တော့20နဲ့1ဆိုကုသိုလ်စိတ်22ပါးလုံးကုန်မသွားဘူးလားရှင်းလားယင်ဒါကြောင့်ကျမတို့ကစာကြက်တဲ့အခါမှာစိတ်89ပါးနဲ့ပြန်ပြောရင်အကုသိုလ်ဇတ်မှန်သမျှသည်အကုသိုလ်စိတ်မှန်သမျှသည်ဇောကိစ္စတက်တယ်ဆိုတဲ့ idea ဝင်သွားမယ်ရှင်းလားကုသိုလ်ဆိုင်ရာကောင်းတဲ့သဘောအပြစ်ကင်းတဲ့သဘောကောင်းကျိုးပေးတတ်တဲ့ကုသိုလ်စိတ်ပေါင်းဒီဘယ်လောက်ရှိ
21လုံးဒီဘာဇောဘာကိစ္စတက်ဇောကိစ္စဒါကြောင့်အကုသိုလ်မှန်သမျှအရှိန်အဟုန်နဲ့ဖြစ်တတ်တယ်ကုသိုလ်ကကောအရှိန်အဟုန်နဲ့ဖြစ်တတ်တယ်ဆိုတာသိရမယ်ရှင်းတယ်နော်အကုသိုလ်တွေအရှိန်အဟုန်လုပ်လို့ရှိရင်သူဒီအကြောင်းလားအကျိုးလားအကြောင်းဘယ်အကျိုးတွေပေးတယ်လဲအကုသလဝိဘတ်တွေဖြစ်စေုံနေမကအပယ်လေးပုံကောမပို့ဘူးလားကုသိုလ်တွေကအရှိန်ဟုန်နဲ့မဖြစ်ဘူးလားကာမကုသိုလ်ဆိုရင်အာဟိကုသလဝိဘတ်ရှိကောမဟာဝိဘတ်ရှိကောဖြစ်နိုင်တယ်လို့မေဂုတ်ကုသိုလ်ဆိုရင်မေဂုတ်ဝိဘတ်တွေဖြစ်နိုင်တယ်လို့လောကုတ္တရာကုသိုလ်ကလည်းမဲ့ဆိုတာလည်းဖို့မပေးဘူးလားဒါဆိုရင်ဖို့ဆိုတဲ့ကိလေသာကိုငြိမ်းရေးစေခြင်းရင်ဘာရအောင်လုပ်ရမလဲကိလေသာကိုပယ်တတ်တဲ့မဲ့ဆိုတဲ့ကုသိုလ်ဖြစ်အောင်လုပ်ရဒီ idea ကတရုတ်ကနေထွက်သွားတဲ့အတိတ်ပဲဖြစ်သွားမယ်ရှုပ်သွားလားဒါဆိုရင်ဇော55ပါးထဲမှာဝိဘတ်ဇောလို့ယူလိုက်ရင်ဝိဘတ်ဆိုတာကုသိုလ်အကုသိုလ်တို့ရဲ့အကျိုးမဟုတ်လားသို့တော့ကာမကုသိုလ်ရဲ့အကျိုးကာမဝိဘတ်ဒီဇောကိစ္စမတတ်ဟုတ်ပါလားမေဂုတ်ကုသိုလ်ရဲ့အကျိုးမေဂုတ်ဝိဘတ်ကလည်းဇောကိစ္စမတတ်ထူးထူးခြားခြားလောကုတ္တရာကုသိုလ်ရဲ့အကျိုးမဲ့ရဲ့အကျိုးဖို့ကတော့ဇောကိစ္စတက်လာဒါကြောင့်မဲ့ဆိုရင်ဇောကိစ္စတက်တဲ့အတွက်ကြောင့်ကျမတို့ကနောက်ပိုင်းကျရင်မဲ့ဇောဖို့ဆိုရင်ရောဇောကိစ္စမတက်ဘူးလားဖို့ဇောဇန်ကရောဇောကိစ္စမတက်ဘူးလားသို့တော့ဇန်ဇောလို့ပြောရင်ဘာနဲ့ဘာပဲလဲကုသိုလ်ဇန်နဲ့ခရိယာဇန်ရှင်းရောရှင်းလားအကုသိုလ်ဆိုရင်ဘာဇောတက်ဘာကိစ္စတက်ဇောကိစ္စတက်အကုသိုလ်ဇောလောဘမှုစိတ်ဆိုရင်လောဘဇောဒေါသမှုစိတ်2ပါးဆိုရင်ဒေါသဇောမောမှုစိတ်ဆိုရင်မောဟဇောပေါ့အကုသိုလ်မှန်တယ်များဇောကုသိုလ်မှန်တယ်များဇောမှာမဟာကုသိုလ်ဇောမေဂုတ်ကုသိုလ်ဇောလောကုတ္တရာကုသိုလ်ဇောဇောတွေဟုတ်ရဲ့လားကုသိုလ်စိတ်21ကိုတရုတ်တွေနဲ့ယူရင်မဟာကုသိုလ်က8ဟုတ်ရဲ့လားကာမကုသိုလ်8ရူပကုသိုလ်5အရူပကုသိုလ်4လောကုတ္တရာကုသိုလ်4ဒါတွေအကုန်လုံးဒီဘာကိစ္စတက်မှာဇောကိစ္စတက်မှာဒီ idea ဝင်ရလိမ့်မယ်ရှင်းရောရှင်းလားဝိဘတ်စိတ်ပေါင်းစိတ်89 111ထဲမှာဝိဘတ်စိတ်ပေါင်းအကျဉ်းဘယ်လောက်ရှိ36မှာဒီဇောကိစ္စတက်တာလောကုတ္တရာဝိဘတ်တစ်ခုတည်းမဟုတ်ဘူးလားအဲဆိုရင်လောကုတ္တရာဝိဘတ်ဆိုတဲ့ဖို့ကဘယ်နှပါဓာတိသားလေးဇောကိစ္စတက်တယ်ဆိုဝိဘတ်စိတ်ပေါင်း36ထဲမှာလောကုတ္တရာဝိဘတ်ဆိုတဲ့ဖို့စိတ်တီတာဇောကိစ္စတက်ရင်ဘယ်ဟာတွေဒီဇောကိစ္စမတက်ဘူးလဲလို့ပြောရင်လောကီဝိဘတ်32ပါးဒီဇောကိစ္စမတက်ဆိုရဲ idea ထွက်သွားရမယ်ရှင်းလားဒါကြောင့်လောကီဝိဘတ်မှန်တယ်မြဘာမတက်ဘူးလဲလို့တော့ဘာဝိဘတ်ကတော့ဇောကိစ္စတက်တယ်လေအဲ့ဒီ idea လဲဝင်ရမယ်စိတ်ပိုင်းကိုပြန်ကြည့်ရတယ်အကုသိုလ်စိတ်12ပါးကုသိုလ်စိတ်အကျဉ်း20ဝိဘတ်စိတ်အကျဉ်း36ကရိယာစိတ်20ဘောင်းစိတ်အကျဉ်း89ဟောဟုတ်ရဲ့လားလည်းမသိဟုတ်တယ်နော်အဲ့ဒီမှာအကုသိုလ်စိတ်12ပါးလုံးဘာကိစ္စတက်ကုသိုလ်စိတ်20ပါးလုံးဘာကိစ္စတက်ဝိဘတ်စိတ်36ထဲကဘယ်ဝိဘတ်သာဇောကိစ္စတက်လောကုတ္တရာဝိဘတ်သာဇောကိစ္စတက်ဘာဝိဘတ်တွေဒီဇောကိစ္စမတက်ဘူးလေအဲ့ဒီ idea ဝင်ရမယ်ဒါကြောင့်လောကုတ္တရာဝိဘတ်စိတ်4ပါးဒီဇောကိစ္စတက်တယ်ဆိုအဲ့ဝိဘတ်စိတ်4ပါးဒီဘာနဲ့တူဖို့နဲ့တူတယ်ဆိုတဲ့ idea လဲဝင်ရမယ်ကရိယာစိတ်ပေါင်းဘယ်လောက်ရှိကရိယာစိတ်ပေါင်း20ထဲမှာဇောကိစ္စတက်တဲ့ကရိယာနည်းနည်းလေးကျွန်မနဲ့ရှာကြည့်ရင်ဟတိတုပ္ပတိကေမဟာကရိယာ8ကေသည်ကာမဇောထဲမှာပါတာမဟုတ်ဘူးလားဒါကြောင့်သူ့ကိုနာမည်တက်ရင်ကာမကရိယာဇောက9ဟုတ်ရဲ့လားရှင်မေဂုတ်ကရိယာက9ဟုတ်ရဲ့လားဟုတ်လားလောကုတ္တရာမှာကရိယာရှိလားဒါဆိုရင်ဇောကိစ္စတက်တဲ့ကရိယာလို့ပြောရင်ကရိယာစိတ်ပေါင်းကတကယ်ရှိတာ20လေအဲ့ဒီထဲကဘယ်နှပါလဲကြည့်လိုက်တော့ကာမကရိယာက8ကေမေဂုတ်ကရိယာ ကာမကရိယာက9ရယ်မေဂုတ်ကရိယာက9ရယ်ဆို18ဒါဆိုရင်ဇောကိစ္စတက်တဲ့ကရိယာလို့ပြောရင်ကရိယာစိတ်ပေါင်း20တဲကဘယ်နှပါဒါဆိုရင်ဘယ်ဟာဒီဇောကိစ္စမတက်ဘူးလဲဆိုကရိယာတဲကအဝတ်ဇံတွေလေးမကြိုင်ခဲ့ဘူးလားရှင်းသလားဒါဆိုရင်
စိတ်အကျဉ်း86ပါးထဲမှာဇောကိစ္စတက်တာတွေကိုဇာတိဗေဒနဲ့ဆွဲထုတ်ရင်အကုသိုလ်စိတ်12ပါးသည်ဇောကိစ္စတက်တယ်ကုသိုလ်မှန်သမျှ22ပါးသည်ဇောကိစ္စတက်တယ်ဝိပဿစိတ်36ထဲကလောကုတ္တရာဝိပဿတိတာဇောကိစ္စတက်တယ်ကရိယာ20ထဲကအာဟိကရိယာ3ထဲကအဝိဇ္ဇံတွေဖယ်လိုက်ဟတိတုပ္ပတ်နဲ့ကျန်တဲ့ကရိယာတွေသည်ဇောကိစ္စတက်တယ်ဟုတ်ရဲ့လားဒါဆိုရင်ကျမတို့ပေါင်းလိုက်လို့ရှိရင်ဇောစိတ်ပေါင်းဘယ်လောက်ဖြစ်သွားလဲမြင်ကောမြင်ရဲ့လားမြင်လားဒါအမီးလေးအဲ့ဒီဟာလေးကိုဒါယူပြလိုက်တာဒါဆိုရင်ဒီဟာလေးကိုမြင်လိုက်ရင်ဒီဘက်မှာပြန်လာကြည့်လိုက်တဲ့အခါကာမဇော29ထဲမှာအကုသိုလ်မှန်သမျှဇောကုသိုလ်သည်ဇောဟုတ်ပြီနော်မဟာကုသိုလ်မဟာဝိဘက်မဟာကရိယာမှာကုနဲ့ကရိသည်ဇောမဟာဝိဘက်သည်လောကီဝိဘက်ထဲပါတဲ့အတွက်ကြောင့်ဇောမထိုက်ဟုတ်လားမဟာဝိဘက်စိတ်ဘယ်နှပါ10ပါးသည်ဘယ်နှကိစ္စတက်လဲလို့ပြောရင်ပရိသန္တိဘဝေစုတိနဲ့တရားယုံမဲ့ဇောမပါဘူးမဟာကုသိုလ်နဲ့မဟာကရိယာကတော့ဘာကိစ္စတက်မယ်ဇောကိစ္စတက်မယ်ဒါကြောင့်မဟာကုသိုလ်မဟာကရိယာဆိုဇောအာဟိကရိယာ3ပါးတဲ့ကဟတိတုပ္ပတ်သည်ဇောဟုတ်ရဲ့လားရှင်တခါမေကုံးစိတ်29ကကုနဲ့ကရိသည်ဇောဝိဘက်9ပါးကတော့ပဋိတ္တိဘဝေစုတိ3ကိစ္စပဲတက်မတက်ညင်းနေနော်ဒါဆိုကျမဓမ္မမိတ်ဆွေတို့ဘာကြောင့်ဒါလေးကိုပြောပေးနေလဲလို့ပြောရင်ကျမတို့တရုတ်တွေယူကြတဲ့အခါကြရင်ကျမတို့တရုတ်တွေကောက်တဲ့အခါကြရင်နောက်ပိုင်းကျရင်ခွဲတော့မှာမဟာကုသိုလ်လို့နာမည်ကြားလိုက်ရင်ဇောမဟာကရိယာလို့ပြောလိုက်ရင်လည်းဇောမေကုတ်ကုသိုလ်မေကုတ်ကရိယာမဟာဝိဘက်လို့လာရင်တော့ဇောမပါပဲနဲ့မဟာဝိဘက်ဆို4ကိစ္စမေကုတ်ဝိဘက်ဆိုရင်3ကိစ္စအဲ့ဒါသတိထားရမယ်ဒါကြောင့်ဇောလို့ယူတဲ့အထဲမှာဝိဘက်မပါဘူးဘာပဲပါမယ်ကုနဲ့ကရိပဲပါမယ်ဆိုတဲ့ idea ပါမယ်ဒါသည်လောကီပါသို့တော့ထူးခြားချက်ကလောကုတ္တရာကြရင်ကုလဲဇောဝိလဲဇောကရိယာဆိုတာမရှိအဲ့ဒီ idea ရစေခြင်းလို့ရှုပ်သွားလားမရှုပ်ဘူးနော်အဲ့ဒါကြောင့်ဇော55နဲ့ပတ်သက်ရင်ကျမတို့နောက်ပိုင်းနေမှာတရုတ်တွေအများကြီးခွဲအောင်မှာနော်တရုတ်အများကြီးခွဲမှာဖြစ်တဲ့အတွက်ကြောင့်ဒါကိုဓမ္မမိတ်ဆွေတို့သိထားရမယ်ကဲခုကျမတို့ဒီနေရာလေးကိုခုကျမတို့ယူတော့မှာဒီနေရာမှာကျမတို့အပနာဇော26သည်မနောဒွါရဒဒွါရ၌သာဖြစ်ဤစာယူသွားပြီရပြီနော်ကဲဒါဆိုရင်9ဒွါရမှာဖြစ်နိုင်တဲ့စိတ်လို့ပြောလို့ရှိရင်9ဒွါရဇီ၌သာလို့ပြောတဲ့အတွက်ပိစဒွါရဝဇ္ဇအဓိပ္ပာယ်နဲ့စဉ်းစားရင်ပိစဒွါရ၌ထင်လာသောအာယုန်တွေကိုဘာလဲလို့စင်ကြယ်ရင်ပိစဒွါရဝဇ္ဇပိစဒွါရဝဇ္ဇစင်ကြယ်အပ်သောအာယုန်ကိုလက်ခံရင်ပိစဒွါရစင်ကြယ်မယ်ဆိုရဲပိစဒွါရပါဆိုရဲလာမဲ့အာယုန်ကဘယ်နှပါပိစယုံ5ပါးကိုဘာလဲလို့စင်ကြယ်နာကပိစဒွါရဝဇ္ဇပိစဒွါရဝဇ္ဇစင်ကြယ်အပ်သောအာယုန်ကိုလက်ခံမှာကဒါဆိုရင်တံပရိဆိုင်လဲဘယ်နှဒွါရ9ဒွါရပိစဒွါရဝဇ္ဇရောဒါဆိုဒီကနေ့တက်လိုက်တဲ့အာရမဏကိုလှမ်းကုလိုက်လို့ရောမရဘူးလားပိစဒွါရဝဇ္ဇဒီဘယ်နှဒွါရ9ဒွါရဆိုရဲသူလက်ခံမဲ့အာယုံကဒါဆိုရင်ပိစဒွါရဝဇ္ဇဘယ်နှအာယုံ9အာယုံပိစယုံမဲ့ဟုတ်လားဟုတ်ရဲ့လားတံပရိဆိုင်ကပိစဒွါရစင်ကြယ်လိုက်တဲ့အာယုံကိုလက်ခံမှာမဟုတ်ဘူးလားဒါဆိုတံပရိဆိုင်ကပိစဒွါရစင်ကြယ်နာကဘယ်နှအာယုံ9အာယုံကိုလက်ခံမယ်ဆိုတော့သူလည်းဘယ်နှအာယုံလက်ခံမှာ9ဒါဆိုပိစဒွါရဝဇ္ဇတိတံပရိဆိုင်တွေဘာမနောဓာတ်3ပါးသည်ပိစဒွါရ9ဒွါရ၌သာဖြစ်တယ်လို့သူတို့သည်အာရမဏသင်္ဟာကြရင်ပိစာယုံကိုအာယုံပြုတာဖြစ်သွားတာပေါ့ခုနဆိုရွဆိုလိုက်တယ်ဆရာမတော်ခင်များတယ်နဲ့ဟုတ်လားပိစဒွါရဝဇ္ဇတိတံပရိဆိုင်တွေဘာမနောဓာတ်3ပါးသည်ပိစုပ္ပံပိစာယုံကိုအာယုံပြုရဆိုရှင်းကောရှင်းသလားဘာလို့လဲ9ဒွါရမှာလာမှာ9အာယုံပဲပေါ့အဲကြောင့်စာကြည့်တယ်ဆိုတာစာဖတ်တယ်ဆိုတာတရားကိုသင်တာဆိုတာတစ်ခုနဲ့တစ်ခုကခွင်းဆက်သွားရတယ်ဘာမှမသိပဲနဲ့စာကိုပဲအလွတ်ကျက်ဘာမှမသိပဲကျက်သွားတာတခဏတော့ရလိမ့်မယ်ဟုတ်ပြီနော်ကြာသွားလေမေ့လေမစွဲတော့အခုလို့သဘောတစ်ချက်ပေါက်ထားပြီးပြီဆိုအဲ့ဒီသဘောပေါက်သွားသောတရားသည်ပရိယတ်ပဲဖြစ်ဖြစ်
ပฏิပတ်ဖဲဖြစ်ဖြစ်ကျင့်စဉ်ပဲဖြစ်ဖြစ်ပေါ့နော်တင်တဲ့ပရိယတ်ဖဲဖြစ်ဖြစ်တခါသဘောပေါက်သွားတာဆိုညံနဲ့ပေါက်ရတာမဟုတ်ဘူးလားမှတ်ထားတယ်ကြက်ထားတယ်ဆိုတာတင်ညာအလုပ်နားလေသွားတယ်သဘောပေါက်သွားတယ်ဆိုတာပညာအလုပ်ပညာဉာဏ်တစ်ချက်နဲ့နားလေသွားတဲ့ဟာဒီဘတော်မှတစ်သက်လုံးလဲမမေ့တော့သလိုတသံတရားလုံးလဲမမေ့တော့ဘူးဓမ္မမိတ်ဆွေများအကြောင်းကျိုးတိုက်ဆိုင်အဲ့ဒီဟာဒီပြန်ပေါ်မလားမပေါ်လားအဲ့ဒီပေါ်လာတာဒီပြတ်သွားပြီးပြီမယ်သူ့ရဲ့တတ္တိလေးကကြံရင်ခဲ့လားမကြံရင်ခဲ့ပညာစေတသိက်ဆိုတာသူ့ကြီးပဲနေတာမှမဟုတ်တာစိတ်နဲ့မရှင်းဘူးလားအခုကျမတို့စာသင်နေတဲ့အချိန်တရားတွေသင်နေတဲ့အချိန်မှာပညာဉာဏ်မဖြစ်နေဘူးလားဘာစိတ်နဲ့ရှင်းလဲမဟာကုသိုလ်စိတ်မဟာကုသိုလ်စိတ်ဒီ၈ပါးရှိတဲ့ထဲမှာပညာရှင်နေဆိုတဲ့ကမဟာကုသိုလ်ဉာဏတံပြုတ်စိတ်၄ပါးမဟုတ်ဘူးလားအဲ့ဒီအချိန်မှာဝမ်းမြောက်ဝမ်းသာရွှင်ရွှင်လန်းလန်းလေးဖြစ်မဟာကုသိုလ်ဉာဏ်တံလေးလေးနက်နက်တီတီကြည်ကြည်နဲ့ဆိုရင်ဥပိ္ပခာဉာဏ်တံထက်ထက်တန်တန်ဆိုရင်အသင်္ခါရိကနှိုးဆော်ပြီးတော့ယူနေရရင်တိုက်တွန်းပြီးတော့ကိုပါနှိုးဆော်နေရတယ်ကိုကပြန်တိုးဆော်နေရရင်သသင်္ခါရိကကွဲပြားမှုရှိမရှိဒါကြောင့်တစ်ချက်ညံတဲ့သဘောပေါက်စေခြင်းတယ်ဒါကြောင့်တစ်ခုနဲ့တစ်ခုဒီခွင်းဆက်ဖြစ်ပါတယ်ဒါကြောင့်ကျမတို့ဒီနေ့အထိစာအုပ်လွတ်သင်နိုင်တယ်ပြောနိုင်တယ်ဆိုအထင်မကြီးနဲ့အဲ့ဒီလိုနားလေအောင်တစ်ခေါက်လောက်တော့အားထည့်ပြီးစူးစမ်းလိုက်ရင်မြဲတမ်းရသွားလားမရပါစာအုပ်ချက်ထားတယ်ဆိုတာခလုတ်တိုက်ရင်လေမေ့သွားနိုင်တယ်ကြားလေးအသက်ကြီးလာလေးအာယုန်နေများလာလေးမေ့ကုန်နိုင်တယ်တင်ညာရဲ့အလုပ်ကသဘောပေါက်တယ်နော်ဒါကြောင့်ကျမတို့ကပညာဆိုတာမှောင်နေတာတွေကိုလင်းအောင်လုံနိုင်တယ်စွမ်းအားရှိမရှိလားထူနေတာတွေကိုလည်းပါသွားအောင်လည်းလုံနိုင်တယ်အဝိဇ္ဇာဆိုတာမောဟဒုတယ်ဒီထူတယ်လားမထူတယ်ဘူးလားမောဟဒီအမိုက်မှောင်ပဲအဲ့ဒီမောဟအမိုက်မှောင်ကိုအမောဟဆိုတဲ့ပညာကလင်းစေနိုင်တယ်ဟုတ်ပြီနော်ဒါကြောင့်ကျေးဇူးတော်ရှင်မြတ်စွာဘုရားတရားဥတရားဓုကိုသိလာတဲ့အခါစက္ခောဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဆိုပြီးတော့မကြွေးကြော်ခဲ့ဘူးလားကြွေးကြော်ခဲ့အာလောကောဥဒ္ဓပါတိအလင်းရောင်ထိထွင်းနိုင်တယ်ဆိုတာသိထားဖို့ကဲဒါလေးကိုဓမ္မမိတ်ဆွေတို့ကြောင့်ဂွင်းဆက်ကလေးနဲ့သွားရ6ဓာရမှာအမြဲဖြစ်နိုင်တဲ့စိတ်လို့ပြောရင်31ခလေးလိုပဲကြက်ကြအောင်မယ်ဆိုအဲ့ဒီ31ဆိုတာဒီတိကေနှစ်ခုပါမယ်ခလေးလိုသိတာတိကေနှစ်ခုပါမယ်ဆိုရင်31တဲကနှစ်ကိုနှုတ်လိုက်ရင်အဲ့ဒီ29ဒီရဲ့စန့်ကျင်ဘက်ဖြစ်သွားပြီပေါ့အဲ့ဒါဘာလဲကာမခလေးလိုလဲမှတ်တယ်စစွာဦးမှတ်ရင်6တော်ရ၌အမြဲဖြစ်နိုင်သောစိတ်ဆိုရင်ကာမဇော29ပါရလိမ့်မမှတ်မိရင်မနောဒရ၌တာဆိုရင်အပနာဇော26 6တော်ရမှာအမြဲဆိုရင်ကာမဇော29ကာမဇော29ကိုဖယ်လိုက်နှစ်လို့မယူရဘူးတစ်နှစ်ခါသွားမယ်အဲ့ဒီတစ်နှစ်ခါလဲလွယ်တယ်ရှိခလေးလို့မှတ်နေအပေါ်ကပိစတော်တာဝဇံမဟုတ်ဘူးလားဒါဆိုရင်သူ့အကိုပေါ့မနောတော်တာပိစတော်တာဝဇံလို့ယူရင်သူ့ရဲ့ယူထားတဲ့တံပရိဆိုင်တွေယူသလိုမနောတော်တာဝဇံဆိုသူ့ရဲ့အင်မတန်ချစ်တယ်ဟုတ်ဘူးလားအဲ့ဒါအလွတ်ဖဲအဲ့တော့ကျွန်တော်တို့ကတင်ညာနဲ့လည်းမှတ်တယ်အဓိပ္ပာယ်နဲ့လည်းမှတ်သွားတယ်ရမလားဒါဆိုရင်6တော်ရနဲ့အမြဲဖြစ်နိုင်သောစိတ်ဆိုရင်31မှာမနောရတာဝဇ္ဇန်တိသောမနတတန္တိရဏတိကာမဇော29ဘောင်း30ပါးသောစိတ်တို့သည်6ဓာရ၌အမြဲဖြစ်၏တရင်တို့လာမေးလဲရရမယ်သဘောပေါက်သလားဓမ္မမိတ်ဆွေတို့မေးရမလားဖုန်းနံပါတ်တွေနောက်ပြီးယူထားမယ်ဟုတ်ပြီနော်ညကြရင်ဖုန်းဆက်ပြီးတော့မေးထည့်လိုက်မယ်စာအုပ်တွေဖုန်းနားမှာအစင်နဲ့မထားနဲ့ဟုတ်ပြီနော်မေးပြတဲ့အချိန်မှန်းပြီးတော့မေးမယ်ဟုတ်ပြီလားကဲ6တော်ရ၌အမြဲဖြစ်နိုင်သောစိတ်ပေါင်းဆိုလိုက်ရအောင်မနောရလာဝဇ္ဇတိသောမနတတန္တိရဏတိကာမဇော29ဘာမနောဒွါရာဝဇံတိဘယ်နဲ့ဒွါရညဲ6ဒွါရလို့ဖြေလိုက်တာနဲ့မရအမှတ်ကရော့မှာမှန်တော့မှန်တယ်ဘာတွေလဲ6ဆိုရင်မြဲတွေရောရန်ခါတွေရောလွတ်တွေရောမရှိဘူးလားဒါဆိုရင်မနောဒွါရာဝဇံဘယ်နဲ့ဒွါရမှာဖြစ်မြဲဖြစ်ဘာလို့မြဲလို့ဖြေရင်လဲမြဲဟာဖြစ်ရှိသေးတယ်မြဲလွတ်တွေလည်းရှိသေးတာဟုတ်
ဟုတ်တယ်လားမြဲလို့ပြောရင်6မြဲဆိုဘာမြဲလဲဖြစ်တာမြဲတာလားလွတ်တာမြဲတာလားဒါသွားအောင်မှာဟုတ်ပြီနော်ဒါကြောင့်တိတိကျကျမနောဒွါရဝဇံဘယ်နဲ့ဒွါရဒါမှမှန်သွားပြီသောမနတတန္တိရဏတိဘယ်နဲ့ဒွါရကာမဇော29အာကုသိုလ်7စဉ်းစားနေသေးတယ်ကာမဇော29ထဲမှာအာကု7မပါဘူးလားအေးဘယ်ကနေပေါ်လာလဲတော့မသိဘူးဆိုဖြစ်ကာမဇော29ခွဲပြီလေဟုတ်ရဲ့လားဟုတ်ရဲ့လားအေးဒီအချိန်ကအိတ်ငိုက်ချိန်လေအာကုသိုလ်စိတ်12အတိတုပ္ပတ္တိမေကုကုသိုလ်9ဝါယောကြော်မေးလိုက်တာမေကုကုသိုလ်လားဟုတ်လို့လားမေကုကုသိုလ်9ဆိုဒီပေါ်မှာတတော်ရဟုတ်ရဲ့မလားသိတယ်အကျော်နဲ့လိုက်လာတော့မယ်ဆိုတာသိလို့အကုသိုလ်စိတ်12အတိတုပ္ပတ္တိမဟာကုသိုလ်ရှိမသေးကြဘူးခြေတယ်မစင်းစားနဲ့မဟာကုသိုလ်ရှိမေကုကုသိုလ်9မနောဒွါရတဒွါရလာတော့မယ်ဟုတ်ပြီနော်မဟာကရိယာရှိလှုပ်ပြီမဟာကရိယာရှိမေကုကရိယာ9မနောဒွါရတဒွါရမဟာနဲ့မဟက်ကွဲတယ်ဟုတ်ပြီလားဟုတ်လားမဟာဆိုရင်မနောမဟာဆိုရင်6မဟက်ဆိုရင်ဟုတ်ပြီနော်မနောဒွါရရရဲ့လားအကုသိုလ်စိတ်12သတိတုပ္ပတ္တိမဟာကုသိုလ်ရှိမဟာကရိယာရှိမဟေကုကုသိုလ်9တဒွါရလို့မလားနဲ့မနောဒွါရတဒွါမေကုကရိယာ9လောကုတ္တရာရှိလောဘမှုရှိဒီဘက်ကလောကုတ္တရာရှိဆိုဒီဘက်ကအကျော်ကလောဘမှုရှိလောကြီးနှစ်ခုရှင်ပြတာသဘောပေါက်လားလောလို့လာလိုက်တာနဲ့ကီလောကီလားလောဘလားကွဲအောင်မှာဟုတ်ရလားလောဘမှုရှိဒါအဲ့ဒီလိုလေးဆိုလိုက်ရင်းနဲ့လေအဓိပ္ပာယ်ထည့်လိုက်ဩလောဘဆိုတဲ့စိတ်ကမျက်စိရောနားရောနှာခေါင်းရောရှာရောကိုယ်ရောစိတ်မှာရောဖြစ်နိုင်လားမဖြစ်နိုင်ဘူးသူ့ရဲ့ဓွာရ6ဓွာရလို့မျက်စိနဲ့ကြည်ရင်းနဲ့လေလောဘဖြစ်နိုင်တယ်နားနဲ့နားထောင်ရင်းရောနှာခေါင်းနဲ့ရှူရင်းနဲ့ရောစားနေရင်းနဲ့ရောဟဲ့လားကိုလေးလှုပ်တုံထိုင်နေရင်းနဲ့ရောတချို့ဆိုဒူးလေးနဲ့ပြီးတော့လောဘမှုဖြစ်နေတာမရှိဘူးလားတွေးပြီးတော့လေဟုတ်လားမဟုတ်လားကိုလေးနဲ့လှုပ်တုံဆိုပါလေးမှာထိုင်နေရောဓာန်လေးစီးနေရောကလေးလေးတွေဆိုပကက်စီးနေရင်းနဲ့ရောဖြစ်လားမဖြစ်ဘူးလားဒေါသမှုစိတ်ကလည်း6ဓာတ်ပဲမဟုတ်လားတချို့ပကက်ကလေးစီးပြီးတော့ဒေါသထွက်နေတာမရှိလားကလေးလေးတွေဥဝဲငိုးနေတာဟုတ်တယ်နော်အဲ့လေးတွေကြည့်ကို့မှာလောဘဒီဂရီဖြစ်လာရေးစဉ်းစားလို့ရတယ်လောဘမှုစိတ်ဖြစ်လာတယ်ဘာဟိတ်တွေပါလဲလောဘဟိတ်မောဟလောဘမှုစိတ်ဖြစ်လာတယ်ဘာကိစ္စတက်ပါလဲဟောဒါကြောင့်ငါအရှိန်နဲ့ဖြစ်နေပါလားသဘောပေါက်ရတယ်အဲ့ဒီလောဘမှုစိတ်ဒီဘယ်နဲ့ဓွာရမှာဖြစ်ပါလဲ6ဓွာရမြင်အခုငါဖြစ်တဲ့လောဘမှုဘယ်ဓွာရမှာဖြစ်နေတယ်လဲပြန်တရုပ်ခွဲအဲ့ဆိုရင်လောဘဒီဂရီလေးကရော့သွားလားမရော့သွားလားဒေါသမှုစိတ်ဖြစ်လာလဲဒီလိုတရုပ်လုပ်လို့ရတယ်ဒေါသမှုစိတ်ဖြစ်လာပြီငါဖြစ်တဲ့ဒေါသမှုဒီဘယ်စိတ်ထဲကလဲအသင်္ခါရိကလားတသင်္ခါရိကလားဒေါမနတသာဟကုတ်ပဋိကသံမြုပ်အလားတလားခွဲလို့ရမရဒေါသမှုစိတ်ဖြစ်လာရင်စေတသိက်ဗလား15ပါးလေဖြစ်စတုပ်စာအဲ့ဒါပြောတာပေါ့ဒေါသမှုစိတ်ဖြစ်လာရင်စေတသိက်ပေါင်း20နှစ်အမြဲရှင်နိုင်တာစခွန်ဟုတ်လားဘာတွေပြောမှလည်းမသိဘူးရန်ခါအဲ့ဒီထဲမှာအိတ်တာမစ္စရိယကုတ်ကုတ်ဆရထိနာမိတ်တာ5ပါးနှုတ်ဟုတ်လားတရုတ်ကိုကြေနေအောင်သွားရတာပြီးအဲ့ဒီဒေါသမှုစိတ်ဒီဘာဝေဒနာဒေါမနတဝေဒနာဘာဟိတ်ဒေါသဟိတ်မောဟဟိတ်ဟုတ်လားဘာကိစ္စအဲ့တော့ကိုကဒေါသထွက်လာအဲ့ကိုဒေါသလေးကိုတရုတ်ထိုင်ခွဲနေတာအဲ့ဒေါသပဲပြောက်သွားမှန်းဟုတ်လားမဟုတ်လားအဘိဓမ္မာတက်ရင်ဒေါသပယ်နေသူများဒေါသထွက်နေလေသူပြောနေတာတွေနားမထောင်နဲ့တရုတ်ထိုင်ခွဲလိုက် तू ကဒေါသရှူထွက်ရဒေါသထွက်တယ်ဆိုတာအပြန်အလှန်လေးပြောရမှာဒေါသထွက်လို့မကောင်းလား
तू ကပြောနေတဲ့ချိန်ကိုကတရုတ်ထိုင်ပြီးတော့ခွဲနေကိုကသူ့ဒေါသလည်းရက်မသွားဘူးလားသဘောပေါက်သလားအဲ့တော့ဒီမို့ဆိုရင်ငါ့ကိုတော့ဘလို့ပြောလိုက်ပြီငါကဘလို့ပြန်ပြောရမှာဆိုသူ့ဒေါသနဲ့ကိုဒေါသမှာဟိတ်ချင်းလဲရှင်လို့ရတယ်ဇောချင်းရောအဲ့တော့အဘိဓမ္မာတက်တဲ့သူကအဲ့ဒီလိုလေးတွေနဲ့တရုတ်ခွဲရင်းနဲ့လေတရုတ်ခွဲတဲ့ပညာဉာဏ်လေးရလဲဓမ္မမိတ်ဆွေများခုနဒီဂရီတွေကိုအကုသိုလ်တွေကိုပယ်နိုင်လားမပယ်နိုင်ဘူးအကုသိုလ်ဖြစ်နေတဲ့အကုသိုလ်ကိုလည်းပယ်နိုင်တယ်မဖြစ်သေးတဲ့အကုသိုလ်ကိုလည်းတားနိုင်တယ်ဟုတ်လားမဟုတ်လားကုသိုလ်တွေကိုလည်းတိုးစေလားမတိုးစေဘူးလားတရုတ်ခွဲရင်းနဲ့ပရိယတ်ကုသိုလ်တွေရောရမလားဟုတ်လားစေတသိက်ဘလောက်ဟိတ်ဘလောက်ဆိုကြည့်ပါဦးဘလောက်တိုးလာလဲမတိုးအတ္တသည်နောက်ပိုင်းကျင့်စဉ်ကြိုင်စိတ်တာနုပတနာတတိပဋ္ဌာန်ဓမ္မာနုပတနာတတိပဋ္ဌာန်တွေအထိရောသွားလို့ရလားမရဘူးလားရတာပေါ့ဒေါသကြီးနဲ့ရှုရှုလက်ဟန်ချီရနေမှာအဲ့ဒီရှုရှုလက်ဟန်မှာကြည့်ဒီလိုဒီလက်ဟန်ဒီလက်ဟန်မြောက်ခေမှာချုပ်မသွားဘူးလားအဲ့ဒီရောအမူအရာကိုရှုရင်အဲ့ဒါဒီကာယာနုပတနာတတိပဋ္ဌာန်ပေါ့ဒေါသမှုစိတ်ဖြစ်နေစိတ်တွေဆင်းရဲလားမဆင်းရဲဘူးလားဆင်းရဲတော့စိတ်ဆင်းရဲတဲ့ခံစားတဲ့ဝေဒနာကိုရှုရင်ဝေဒနာနုပတနာကိုမဟုတ်ဘူးလားဒါကြောင့်အဘိဓမ္မာသင်ထားတဲ့သူသည်တတိပဋ္ဌာန်၄ခုလုံးရှုလို့ရသည်အဘိဓမ္မာကိုလေ့လာထားခြင်းမရှိသောပုဂ္ဂိုလ်များသည်ကာယာနုပတနာတတိပဋ္ဌာန်ကိုမူတည်ပြီးတော့ဒါလေဝိပဿနာအကျင့်တွေကိုဆက်ကျင့်လို့ရတယ်အဘိဓမ္မာသင်တဲ့သူကကာယပဲရှုမလားစိတ်ကိုပဲရှုမလားဝေဒနာပဲရှုမလားသဘောတရားဆိုတဲ့ဒီဓမ္မသဘောတွေကိုရှုမလားရှုလို့ရမရဒါကြောင့်အဘိဓမ္မာဆိုတာလူတိုင်းသိတယ်လားမသိသေးဘူးလားသိတယ်နဲ့သေချာတရုပ်တွေပိုင်ရင်ပုံမကောင်းလားသူတရုပ်တွေတော်တော်ပိုင်လာပြီကဲ၆တော်ရမှာယံခါဖြစ်သောစိတ်ပေါင်း10ပါအရင်တမင်တက်တဲ့အလကားရင်းနေတာမဟုတ်ဘူးစာမေးတော့မှာမဟုတ်လို့ဒါကြောင့်၆တော်ရနဲ့ယံခါဖြစ်သောစိတ်ပေါင်း10ပါးမှာဘာတွေလဲဥပိ္ခာတန္တိရဏနှင့်မဟာဝိဘက်ရှိပေါင်း10ပါးသောစိတ်တို့သည်ယံခါလွတ်ကြောင်သိမိလားအခုခေါင်းစဉ်ကဒါဆိုရင်6ဓွာရမှာယံခါဖြစ်တယ်ဥပိ္ခာတန္တိရဏသည်6ဓွာရမှာယံခါဖြစ်တယ်ဘယ်အခါမျိုးမှာဖြစ်လဲဘယ်ကိစ္စတက်တဲ့အချိန်မှာဖြစ်တာလဲဟမ်ဥပိ္ခာတန္တိရဏသည်6ဓွာရမှာယံခါဖြစ်တယ်ဆိုတော့ဘယ်လိုကိစ္စတက်ချိန်မှာဖြစ်တာလဲတန္တိရဏကိစ္စနဲ့ဒါယုံကိစ္စတက်ချိန်မှာဖြစ်တာမဟုတ်ဘူးလားဟုတ်ရဲ့လားမဟာဝိဘက်ရှိသည်6ဓာရမှာယံခါဖြစ်တယ်ဆိုတာဘယ်အခါဘယ်ကိစ္စတက်တဲ့အချိန်မှာဖြစ်တာဒါယုံကိစ္စတက်တဲ့အချိန်မှာရှင်းရောရှင်းလားတခါ6ဓာရမှာယံခါလွတ်တဲ့စိတ်ကလည်းဘယ်နှပါဒါကယံခါဖြစ်တာဒါကယံခါလွတ်6ဓာရမှာယံခါလွတ်တဲ့10ပါးကလည်းဒါပဲမဟုတ်လားဥပိ္ခာတန္တိရဏနှစ်ကဲမဟာဝိဘက်ရှိကဲဒါဆိုရင်ဥပိ္ခာတန္တိရဏနှစ်သည်6ဓာရမှာယံခါလွတ်တယ်တဲ့ဘယ်အခါလွတ်ချိန်မှာဖြစ်တာလဲပရိသန္တိကိစ္စဘဝင်ကိစ္စသုတိကိစ္စ3ကိစ္စတက်ချိန်မှာဖြစ်တာပေါ့ဟုတ်လားမဟာဝိဘက်8ပါးလည်း6ဓာရမှာယံခါလွတ်တယ်တဲ့ဘလို့အခါမျိုးမှာလွတ်တယ်လဲပရိသန္တိဘဝင်သုတိပဲဒါဆိုရင်ဥပိ္ခာတန္တိရဏနှစ်သည်5ကိစ္စ5ကိစ္စမှာပဋိသန္ဓေဘဝင်သုတိကိစ္စတက်တဲ့အချိန်မှာလွတ်တန္တိရဏနဲ့တရားယုံကိစ္စတက်ချိန်မှာဖြစ်မဟာဝိဘက်ရှိသည်4ကိစ္စပဋိသန္ဓေဘဝင်သုတိကိစ္စတက်ချိန်မှာလွတ်တရားယုံကိစ္စတက်ချိန်မှာဖြစ်မြင်ရောမြင်တယ်လို့မြင်ပြီနော်ကဲဒါဆိုရင်6ဓာရမှာအမြဲတမ်းလွတ်နေတဲ့စိတ်ကမဟေဂုဝိဘက်စိတ်9ပါးမဟေဂုဝိဘက်စိတ်9ပါးသည်အဘဲကြောင့်6ဓာရကအမြဲလွတ်ပါသည်နိသူသည်ဘယ်နှကိစ္စပဲတက်3ကိစ္စပဲတက်တယ်3ကိစ္စတက်တဲ့အတွက်သူတက်တဲ့3ကိစ္စဘာကိစ္စဘဝင်ကိစ္စသုတိကိစ္စတက်ခိုက်6ဓာရတက်ခိုက်မဟုတ်3ကိစ္စပဲတက်တဲ့အတွက်အဲ့ဒီကိစ္စများတက်ချိန်မှာ6ဓာရမှာမိသည့်ဓာရတွေများမဖြစ်နိုင်တဲ့အတွက်သူဒီဓာရဝိမုတ်မှာအမြဲမဟုတ်ဘူးလားဟုတ်ရဲ့လားဒါကြောင့်ဓာရဝိမုတ်အမြဲလို့သုံးတဲ့အခါမှာမြဲလို့လည်းသုံးတယ်ဧကံလို့လည်းသုံးတယ်ဒါကြောင့်ဓာရဝိမုတ်စိတ်ပေါင်းဘယ်လောက်ရှိဓာရဝိမုတ်စိတ်ပေါင်းလို့ပြောတဲ့အခါကြရေ19ပါ
အဲ့ဒီ19ပါးကိုအုပ်စုခွဲရင်မဲကုတ်ဝိဘက်9ပါးရဲ့ဟလာဥပိ္ပခတန္တိရဏ2နဲ့မဟာဝိဘက်8ကဲလို့နှုတ်စုမခွဲဘူးလားခွဲလိုက်တဲ့နေရာမှာမဲကုတ်ဝိဘက်9ပါးသည်6ဓွာရမှာအမြဲလွတ်ပြီးတော့ဒီဥပိ္ပခတန္တိရဏ2နဲ့မဟာဝိဘက်8က6ဓွာရမှာရံခါလွတ်ဒါကြောင့်အမြဲလွတ်တာကိုနောက်တနည်းဧကံလို့သုံးတယ်ဧကံလွတ်တယ်လို့သုံးပြီးတော့ဒီ10ပါးကြတော့ရံခါလွတ်ကအနေကံလွတ်တယ်လို့သုံးတယ်ဒါဆိုရင်ဧကံလွတ်နဲ့အနေကံလွတ်ရပြီနော်ဒါဆိုရင်ဓွာရဝိမုတ်ဧကံလို့ပြောရင်မဲကုတ်ဝိဘက်9ဓွာရဝိမုတ်အနေကံလို့ပြောရင်ဥပိ္ပခတန္တိရဏ2နဲ့မဟာဝိဘက်8လို့ပေါ်သွားလိမ့်မယ်ရောက်ရပြီလားဒါဆိုရင်ဓွာရသင်္ဟာကုန်ပြီပေါ့နော်ကဲဒါဆိုရင်ကဏ္ဍပြန်ပေါင်းရင်6ဓွာရမှာဖြစ်နိုင်သမျှဓွာရ6ခုတွေမှာအဲ6ဓွာရတို့မပြောတော့ပါဘူးဓွာရတို့၌ဖြစ်နိုင်သောစိတ်ပေါင်းလို့ပြောရင်ဓွာရတို့၌ဖြစ်နိုင်တဲ့စိတ်ပေါင်း80ဓွာရတို့၌မဖြစ်နိုင်သောစိတ်ပေါင်းဒါနဲ့လဲ19ဓွာရတို့၌ဖြစ်နိုင်တဲ့စိတ်ပေါင်း10ပါးဆိုလုံးဝမဖြစ်နိုင်တဲ့စိတ်က9ပါပေါ့ဟုတ်ပြီနော်ပေါင်းလိုက်ရင်စိတ်89ပေါ့ရပါလားရှင်ကဲဒါဆိုရင်ဓွာရတို့နဲ့စိတ်နဲ့ဖြစ်နိုင်တဲ့စိတ်ဆိုဓွာရတွေမှာဒီစိတ်တွေဖြစ်တယ်ဆိုတဲ့ကဒီစိတ်တွေဖြစ်ရတာဓွာရမှာဖြစ်တယ်ဆိုတဲ့ကအာယုန်တွေလာတိုက်လို့ဖြစ်ရတဲ့အတွက်အဲ့ဒီစိတ်80ဒီအာယုန်နဲ့ဓွာရတိုက်ရင်ဖြစ်တဲ့ဝီထိစိတ်80ဖြစ်ပါတယ်ရှင်းမလားရှင်ဒါဆိုရင်ဓွာရတို့၌ဖြစ်နိုင်တဲ့စိတ်ပေါင်းဓွာရ၌ဖြစ်နိုင်သောစိတ်ပေါင်းလို့ပြောရင်80ဓွာရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်ရတာဒီဘာကြောင့်ဖြစ်လဲလို့ပြောရင်ဓွာရတွေမှာအာယုန်တွေလာတိုက်လို့မဟုတ်ဘူးလားအာယုန်နဲ့ဓွာရတိုက်ရင်ဖြစ်တဲ့စိတ်ကိုနောက်တနည်းဘာလို့သုံးလဲဝီထိလို့ရောမသုံးလားဒါဆိုရင်ဓွာရနဲ့ဖြစ်နိုင်တဲ့စိတ်ပေါင်းဆိုရင်အာယုန်တွေလွာတိုက်လို့ဖြစ်ရတဲ့အတွက်အဲ့ဒီစိတ်80ကိုဘာလို့သုံးလဲဝီထိစိတ်ဒါဆိုရင်ဓွာရတွေမှာလုံးဝမဖြစ်နိုင်တဲ့စိတ်ကဓွာရဝိမုတ်စိတ်က9ပါဓွာရကလွတ်တယ်ဆိုရင်အာယုလာတိုက်ပြီးတော့ဖြစ်လို့ရလားမရရင်ဓွာရဝိမုတ်စိတ်တို့သည်ဝီထိကရောမလွတ်ဘူးလားဒါကြောင့်ဝီထိဝိမုတ်စိတ်ဧကံလို့ပြောရင်ဘယ်နှပါ9ပါအနေကံဆိုရင်တော့10ပါဝီထိဓွာရဝိမုတ်စိတ်ပေါင်းရိုးရိုးပြောရင်19ပါဟုတ်လားမဟုတ်လားဒါဆိုရင်ဝီထိဝိမုတ်စိတ်ပေါင်းရိုးရိုးပြောရင်19ပါလို့သိရလိမ့်မယ်ခုပကိန်းပိုင်းပြီးရင်ဝီထိကိုကျမတို့ကဆက်သွားမှာဟုတ်ပြီနော်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ဒီဓွာရသင်္ကဟဒီအရေးကြီးတယ်အားလုံးလိုက်နိုင်လားဒါဆိုရင်ကျမတို့ပြန်ယူရင်ဓွာရဇီ၌သာဖြစ်နိုင်သောစိတ်ပေါင်း9ဓွာရဇီ၌သာဖြစ်သောစိတ်ပေါင်း6ဓွာရ၌အမြဲဖြစ်သောစိတ်ပေါင်း6ဓွာရ၌ယံခါဖြစ်သောစိတ်ပေါင်းဒါဆိုရင်ဓွာရတို့၌ဖြစ်နိုင်တဲ့စိတ်ပေါင်း80ဒါဆိုရင်ကျမတို့က6ဓွာရယံခါဖြစ်တာကိုပြီးသွားရင်ဒီဘက်မှာသွားမယ်ဓွာရတို့၌လွတ်သောစိတ်ပေါင်း19ပါဓွာရတို့၌လွတ်သောစိတ်ပေါင်းအမြဲလွတ်သောစိတ်ပေါင်းယံခါလွတ်သောစိတ်ပေါင်းဒါကြောင့်ယံခါလွတ်တာလဲ30ယံခါဖြစ်တာကလည်း30ဖြစ်တဲ့အတွက်ကြောင့်တရုတ်အနေနဲ့အလုံးပေါင်းလိုက်တဲ့အခါကျရင်ကျမတို့ယံခါလွတ်ကိုဒီမှာပဲပေါင်းဆိုလိုက်တယ်စော်ရိုးအနေနဲ့ဆိုလိုက်တော့ဓွာရဇီ၌သာဖြစ်သောစိတ်ပေါင်း36 9ဓွာရဇီ၌သာဖြစ်သောစိတ်ပေါင်း3 6ဓွာရ၌အမြဲဖြစ်သောစိတ်ပေါင်း31 6ဓွာရ၌ယံခါဖြစ်ယံခါလွတ်သောစိတ်ပေါင်း10ပါ6ဓွာရ၌အမြဲလွတ်သောစိတ်ပေါင်း9ဘောင်းစိတ်အတီး89လို့ဆိုလိုက်တာအဲ့ဒီအဓိပ္ပာယ်ပဲရှင်းရောရှင်းပါလားအားလုံးရပြီလားရပြီဆိုရင်ဓွာရသင်္ကဟကိုကျွန်မမနေ့ကမှားလိုက်တယ်နော်တရုတ်ခွဲမယ်လို့ပြောလိုက်လားပြောမိလားပြောမိရဲ့နော်ဒါဆိုအလွတ်ခွဲမှာနော်ရမယ်နော်ဟုတ်ပြီဟိုဒီဘက်ကကားချက်ကိုလည်းကြည့်လို့မရဘူးတော့တယ်အာရမဏသင်္ကဟဆိုတော့ကဲဒီဘက်ကဓွာရသင်္ကဟဒီဟာလေးတော့နည်းနည်းချောင်းကြည့်ခြင်းကြည့်ပေါ့နော်ဟုတ်လားကဲကျွန်မနဲ့သွားမယ်ဖြစ်နိုင်ရင်တော့မကြည့်ပဲနဲ့ဘလို့မှတ်မိလဲလို့ကိုယ့်ရဲ့တင်ညာနော်ကိုယ့်ရဲ့တင်ညာတနည်းအားဖြင့်ပြောရင်ကိုယ့်ရဲ့တန်တန်မှာဒီတဘဝမှာရရှိပိုင်ဆိုင်ထားအတော်ဟုတ်ပြီနော်နံတရားတွေကိုစမ်းစစ်ကြည့်အောင်ကိုပိုင်ထားတဲ့နံတရားကိုအခုကိုယ့်ရဲ့တတ္ထာအားဝိရိယအားဟုတ်ပြီနော်တတိအားတမာရိအားပညာအားတွေနဲ့ခုနလေ့ကျင့်ထားလားမလေ့ကျင့်ထားဘူးဘလောက်များသူစွမ်းရည်တက်လာလဲလို့လေ့ကျင့်ကြည့်ရအောင်
တရုတ်ခွဲကြည့်မယ်ချောင်းမကြည့်နဲ့နော်ချောင်းကြည့်ရင်အဲ့ဒါဒီမမှတ်မိလို့ပဲမမှတ်မိဘူးဆိုရင်တင်ညာအားနဲလာတာဟုတ်ပြီနော်ဒါကိုအမှတ်မဲ့သွားတယ်ဆိုတာတင်ညာမဲ့နေတာပေါ့ဟုတ်ပြီနော်အမှုကတော့မဲ့လားအခုအမှုတွေလုပ်နေတာဟုတ်လားမဟုတ်လားဒါအမှုတွေပဲပေါ့အမှုဆိုတာဘာလဲတရားရုံးမှာသွားတာမဟုတ်ဘူးအမှုဆိုတာကိစ္စပဲကိစ္စလုပ်ငန်းတွေကဲတရုတ်ခွဲမယ်ဓမ္မမိတ်ဆွေများဒရဝရဇီ၌သာဖြစ်သောစိတ်ပေါင်းရေတွက်မယ်ဒွေပိစဝိညာဉ်30သကုဝိညာဉ်တွေဘယ်နဲ့ द्वार ဘယ် द्वार သောတာဝိညာဉ်တွေသောတာ द्वार တ द्वार ဂာနဝိညာဉ်တွေဇိဝဝိညာဉ်တွေကာယဝိညာဉ်တွေအပ္ပနာဇော26မမိလားကျမကလိုက်ကြည့်တယ်တယောက်မှ white book ကိုမကြည့်ဘူးအရန်တော်တယ်အဲ့တော့ဖြတ်လိုက်တော့ပဲကျမချောင်းများကြည့်မလားလို့ဆိုတော့လေဒီဘက်ကပဲဖြတ်မှာဟိုဘက်မဖြတ်သေးဘူးနော်ကျမချောင်းကြည့်မလားဆိုတော့အားလုံးကကိုယ်တင်ညာကိုတကယ်စစ်နေတာဆိုတော့တော်တော်စစ်နေနော်စစ်နေတဲ့အတွက်ကြောင့်ကျမကလည်းဓမ္မမိတ်ဆွေတို့ပါရမီဖြည့်တဲ့အနေနဲ့ပါရမီဖြည့်တဲ့အနေနဲ့ကုညီးပြီးတော့ဖြတ်လိုက်တော့ပဲဒါလေးတော့ခြံထားအောင်မယ်နောက်ဒါလေးတော့မခြံတော့ဘူးရမယ်နော်ကဲငါတော်ရာဇီ၌သာဖြစ်သောစိတ်ပေါင်းရေတွဲ၍ပြပါပေါင်းဖြစ်ဤပိစတော်ရာဝိဇံဘယ်နဲ့ द्वार ဘယ် द्वारရုပ် द्वार 5ပါးတော်ပြီစကု द्वार သောတာ द्वार စာမွေးကြမှရှိမယ်တံပရိဆိုင်တွေဘယ်နဲ့ द्वार ဘယ် द्वार 6 द्वार နဲ့အမြဲဖြစ်သောစိတ်ပေါင်းရေတွဲ၍ပြပါတော်ရ၌ယံခါဖြစ်သောစိတ်ပေါင်းရေတွဲ၍ပြပါယံခါလွတ်သောစိတ်ပေါင်း10ပါပဲဟုတ်ပြီ6တော်ရနဲ့အမြဲလွတ်သောစိတ်ပေါင်းဘယ်စိတ်လဲတတော်ရဇီ၌သာဖြစ်သောစိတ်ပေါင်းငါတော်ရဇီ၌သာဖြစ်သောစိတ်ပေါင်း6တော်ရနဲ့အမြဲဖြစ်6တော်ရနဲ့ယံခါဖြစ်6တော်ရနဲ့မြဲလွတ်6တော်ရယံခါလွတ်တအားတော်တာပဲဖြစ်တော့မယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျမမေးချင်တယ်လို့မေးမယ်စိတ်ပိုင်းပုံစံနဲ့သွားချစို့ဟုတ်ပြီနော်ကဲအကုသိုလ်စိတ်12ပါးဘယ် द्वार 6 द्वार မြဲတိတိကျကျဖြည့်သွားမယ်ကာမဇော29အပ္ပနာဇော26မနော द्वार တ द्वार ကာမဇော29အပ္ပနာဇော26စကုဝိညာဉ်တွေကာယဝိညာဉ်တွေတံပရိဆိုင်တွေတံပရိဆိုင်တွေငါး द्वार တံပရိဆိုင်တွေသောမနတတန္တိရဏတိဟုတ်ပြီဥပိ္ပခာတန္တိရဏနှစ်ယံခါဖြစ်မဟာဝိဘက်ရှိမေဂဝိဘက်ကိုပိစတော်ရဝိသတိမြဲငါး द्वार မြဲငါး द्वार အမြဲဖြစ်ဟုတ်တာပဲဟုတ်ပြီတော့သူမြဲထည့်လိုက်လေရတယ်မနော द्वार ဝိသတိတော်တာပဲအကုသိုလ်စိတ်12ပါး
လောဘမှုရှိဒေါသမှုနိမောမှုနိဟုတ်ပြီစက်တွေတောတွေဂါတွေဇီတွေကာတွေ30ကုန်သွားပြီခုနအာကုစနစ်ပြီးသွားပြီအာဟိတဲ့တွေ30ကုန်သွားပြီစိတ်ပိုင်းသွားနေတာနော်စိတ်ပိုင်းနဲ့သွားနေတာတံပရိဆိုင်တွေငါးဒွါရတော်ပြီငါးဒွါရတော်ပြီတံပရိဆိုင်တွေဟုတ်ပြီတံပရိဆိုင်တွေပြီးသွားပြီဥပိ္ပခတဏိရဏနှစ်ယံခါဖြစ်ယံခါလွတ်ဟုတ်ပြီသောမနတတဏိရဏတိအဲ့ဒီအထိပြီးသွားပြီဆိုတွေ30ပြီးသွားပြီတံပရိဆိုင်တွေပြီးသွားပြီတဏိရဏ3ပြီးသွားရင်အာဟိစိတ်18ပါးရဲ့15ပါးကုန်သွားပြီဟုတ်လားအာဟိကရိယာ3ကိုကျွန်မစေပြီးမေးတော့မယ်ပိစဒေါရဝဇ္ဇတိမနောဒေါရဝဇ္ဇတိရဲပြောငါ6ဒွါရဆိုအနောက်ကဝါတမလို့ချင်ဘူးပိစဒေါရဝဇ္ဇတိမနောဒေါရဝဇ္ဇတိရဲပြော6ဒွါရမြဲဟုတ်ပြီနော်6ဒွါရမြဲဟတိတုပ္ပတိဘယ်နာကနေဝင်သွားလဲမသိဟတိတုပ္ပတိကကာမဇော29ထဲမှာမဟုတ်ဘူးလားဒါဆိုရင်6ဒွါရမြဲဒါဆိုရင်အာဟိ78ကုန်ပြီနော်မဟာကုသိုလ်ရှိမဟာဝိပရှိ6ဒွါရယံခာဟုတ်ရဲ့လားမဟာကရိယာရှိကာမစိတ်54ကုန်ရောပေါ့ဟုတ်ပြီနော်အောက်ဆင်းမယ်နော်မေကုကုသိုလ်ကိုဟာ6ဒွါရလေမေကုကုသိုလ်ကိုမနောဒွါရတဒွါရအပနာသော26ထဲပါတယ်လေဩဟုတ်တယ်ဟုတ်ပြီနော်အောက်လဲစင်းနေကိုနဲ့မမှီဘူးဆိုတော့မဲကုတ်ဆိုတာကိုနဲ့မမှီဘူးဟုတ်ပြီမဲကုတ်ဝိပကိုမြဲလို့6ဒွါရမြဲဘာလို့လဲ6ဒွါရမြဲလို့မဲကုတ်ကုသိုလ်ကိုဟောမဲကုတ်ကုသိုလ်ကိုဟာ6ဒွါရလေမဲကုတ်ကုသိုလ်ကိုမနောဒွါရမဲကုတ်ဝိပကိုမေကုတ်ကရိယာကိုလောကုတ္တရာရှိအဲ့လိုရဲပြောလေမနောဒွါရတဒွါလောကုတ္တရာကုသိုလ်လေးစဉ်းစားနေရတယ်စဉ်းစားကနေရအောင်မယ်ဟုတ်တယ်လားဖိုးစိတ်လေးမစိတ်လေးမေကုတ်ကုသိုလ်ကိုမေကုတ်ကရိယာကိုလောကုတ္တရာရှိမေကုတ်ဝိဘကိုကဲခုလောက်ဆိုရင်နည်းနည်းလေးတော့စက်ကပူရီလားတော့မသိဘူးတို့တော့သွားမယ်နော်ခက်မြန်ပဲသွားမယ်1 5 6မြဲ6ရန်ခ6မြဲလို့ဒီလောက်ပဲလုံလေဟုတ်လား6ဒွါရမနောဒွါရဒီလိုတွေမလိုချင်တော့ဘူးเนาะဟုတ်ပြီเนาะစကုဒွါရဘာညာလည်းမလိုချင်ဘူး1ပဲတော်ပြီဟုတ်ပြီเนาะရမလားခတ်တက်သွားမယ်เนาะဟတိတုပ္ပတိ6ဒွါရတော့မကြားချင်တော့ဘူးဟတိတုပ္ပတိပိစဒွါရဝဇ္ဇတိတော်ပြီ9မြဲတော့မကြားဘူးပါဘူးဟုတ်ပြီเนาะမနောဒွါရဝဇ္ဇတိလောဘမှုရှိဒေါနိတံပရိဆိုင်တွေငါမစိုးပိစဒေါရဝဇံမနောဒေါရဝဇံတောတိ6မြဲဥတီ6ယံခမေဃဝိဘကို6မြဲလွတ်မဟာဝိဘရှိတောတပတိဖို့စိတ်တိသောတပတိဖို့စိတ်တိဘယ်ထဲပါဟုတ်တယ်နော်လောကုတ္တရာထဲပါတာလေဟုတ်ရဲ့လားမေကုတ်ကုသိုလ်ကိုတိဟုတ်ပြီအဲ့တစ်ကတော့ခွဲပြောမနောဟုတ်ပြီနော်တိမနောဟုတ်ပြီဟတိတုပ္ပတိမဟာကုသိုလ်ရှိမေကုတ်ကုသိုလ်ကိုမေကုတ်ကုသိုလ်ကိုကဲဟုတ်ပြီဓမ္မမိတ်ဆွေတို့ဒါဆိုရင်တတော်ရစီ၌သာဖြစ်သောစိတ်ပေါင်း
စကုဒွါရတဒွါရ၌သာဖြစ်သောစိတ်စကုဝိညာဉ်တွေရှေတော့ပြောတော့လေစကုဒွါရတဒွါရ၌သာဖြစ်သောစိတ်ကာယဒွါရတဒွါရ၌သာဖြစ်သောစိတ်မနောဒွါရတဒွါရ၌သာဖြစ်သောစိတ်စကုဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်း40စကုဒွါရတဒွါရ၌သာဖြစ်သောစိတ်စကုဝိညာဉ်တွေကာယဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းကာယဒွါရတဒွါရ၌သာဖြစ်သောစိတ်မနောဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းမနောဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းရေတွက်၍ပြပါတရားယုံ7ပါ68ပါးသောစိတ်တို့သည်တဒွါရ၌သာဖြစ်မနောဒွါရတဒွါရ၌သာမနောဒွါရ၌ဖြစ်မနောဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းမနောဒွါရတဒွါရ၌သာဖြစ်သောစိတ်အပနာဇော26ကာယဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းရေတွက်၍ပြပါဆိုပါဘူးကာယဒွါရတဒွါရ၌သာဖြစ်ဆိုမှားတာပေါ့ကာယဒွါရ၌ဖြစ်ဤဒါပဲကာယဒွါရ၌ဖြစ်ကာယဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းကာယဒွါရတဒွါရ၌သာဆိုမှကာယဝိညာဉ်တွေဟုတ်ပြီနော်ဂါနဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းဂါနဒွါရတဒွါရ၌သာဂါနဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းကိုရေတွက်၍ပြပါဝဇ္ဇတိကာနဝိညာဉ်တွေတံပတိဆိုင်တွေတန်တိရဏသောဝုတ်ထောကာမဇော29ကာယုံမာဝိရရှိဘာဝိ46ပါးသောစိတ်တို့သည်ကာယဒွါရ၌ဖြစ်၏ကာဏဒွါရ၌ဖြစ်၏ကာဏဒွါရတဒွါရ၌သာဆိုရင်အဲ့ဒီ46ထဲကကာဏဝိညာဉ်တွေကိုဆွဲပြောရမယ်ရှင်းရောရှင်းမလားမနောဒွါရ၌ဖြစ်နိုင်သမျှစိတ်ပေါင်းရေတွက်၍ပြပါမနောဒွါရဝိသန္တိဇော55ရာယုံ7ဘောင်း69ပါးသောစိတ်တို့သည်မနောဒွါရ၌ဖြစ်မနောဒွါရ၌ဖြစ်အဲ့ဒီထဲမှာမနောဒွါရဝိသန္တိမနောဒွါရတဒွါရ၌တာထဲမှာမပါဘူးကဝုတ်ထောနာမည်နဲ့ပြင်စမှာလည်းပါဘူးတယ်ခုမနောဒွါရဝိဇ္ဇန်နဲ့လည်းမနောဒွါရမှာပါတော့သူက6ဒွါရမြဲဟုတ်ပြီနော်ရလားဇော55တဲ့ကကာမဇော29ကပြင်စမှာလည်းပါတယ်မနောမှာလည်းပါတော့6ဒွါရမြဲအပနာဇော26ကတော့ပြင်စမှာလုံးဝမပါဘဲနဲ့မနောကြမှာရေတွက်တဲ့အတွက်ကြောင့်မနောဒွါရတဒွါရ၌တာဟုတ်ရဲ့လားတရားယုံ7ဆိုတာဒီပြင်စမှာလည်းပါတယ်ဒီမှာလဲပါတဲ့အတွက်ကြောင့်6မြဲတဲ့ပဲပါသွားတယ်သဘောပေါက်သလားအဲ့ဒီ idea ကိုဓမ္မမိတ်ဆွေတို့သဘောပေါက်နေခဲ့ရမယ်ရပြီနော်တရားယုံ7ဆိုတဲ့အထဲမှာတန်တိရဏ3ရဲ့မဟာဝိဘက်ရှိကတော့သူ့အခွဲလေးတွေရှိမှာပေါ့ဖြစ်တဲ့အပိုင်းကိုပြောတာရပြီနော်ကဲ6တော်ရမှာလွတ်နိုင်သမျှစိတ်ပေါင်း19ပါဘာတွေလဲဥပိ္ပခာတန်တိရဏနှင့်မဟာဝိဘက်ရှိမေဃဝိဘက်ဘာ19ပါသောစိတ်တို့သည်6ဒွါရမှလွတ်သောကြောင့်ဘာကြောင့်19ပါးသောစိတ်တို့သည်6ဒွါရမှလွတ်ရပါသနည်း၎င်း19ပါးသောစိတ်တို့သည်ပဋိတန္တေကိစ္စဘဝိကိစ္စသုတိကိစ္စတတ်သောစိတ်များဖြစ်သောကြောင့်ဖြစ်ပါသည်ပေါ့ဒါပဲပေါ့ဟုတ်ပါလားဒါဒီကိစ္စသင်္ကန်းနဲ့လှမ်းမပြောဘူးလားအဲ့ဒီထဲမှာဥပိ္ပခာတန္တိရဏနေ့သည်ပဋိတန္တေဘဝိသုတိကိစ္စပဲတတ်တာလားဘာကိစ္စလဲတက်သေးလဲတန်တိရဏနဲ့တရားယုတန်တိရဏနဲ့တရားယုတက်ရင်တော့6ဒွါရမှာဖြစ်၍ပရိတန်နေဘိုးသုတိကြရင်တော့6ဒွါရမှာလွတ်တဲ့အတွက်ကြောင့်သူသည်ယံခါဖြစ်တဲ့ယံခါလွတ်ပါမာဝိဘက်ရှိကလည်း3ကိစ္စပဲတက်တာလား4ကိစ္စတက်ပါတယ်ပရိတန်နေဘိုးသုတိကိစ္စတက်ရင်တော့လွတ်ပြီးတော့တရားယုကြရင်တော့ဖြစ်နိုင်ပါတယ်မေဃဝိဘက်9ပါးကတော့3ကိစ္စပဲတက်တဲ့အတွက်ကြောင့်6ဒွါရကအမြဲလွတ်ပါတယ်
ပြီးပြီပေါ့ဟုတ်ပြီနော်ဒါဆိုဒွါရတင်ငါပြီးသွားပြီကဲကိစ္စတင်ငါလေးကိုအချိန်ကြံတာလေးနဲ့နည်းနည်းနှွေးကြည့်မယ်ရအောင်မလားလို့ဒီမှာကကိစ္စဒီဘက်ကစိတ်ကဲကိစ္စတွေမှာကိစ္စအလုံးဘယ်နှပါ14ပါးမှာတကိစ္စတက်တဲ့စိတ်ပေါင်း68အဲ့ဒီ68ဒီဘာတွေလဲဒွေပိစဝိညာဉ်30မနောဓာတ်3ဇော50ဘောင်း68ပါးသောစိတ်တို့သည်ဒွေပိစဝိညာဉ်30ဘယ်နှကိစ္စစကုဝိညာဉ်တွေဘယ်နှကိစ္စဘာကိစ္စသောတဝိညာဉ်တွေဒါနဝိညာဉ်တွေဇေဝဝိညာဉ်တွေကာယဝိညာဉ်တွေမှတ်မိနေရမယ်မနောဓာတ်3ဘယ်နှကိစ္စမနောဓာတ်3ကဘာစိတ်ပါပိဿဒွါရဝိဇ္ဇန်နဲ့ပိဿဒွါရဝိဇ္ဇန်ဘာကိစ္စတံပရိဆိုင်တွေသူ့နာမည်လေးပဲသူသွားတာဇော55ဘယ်နှကိစ္စဇောကိစ္စအကုသိုလ်စိတ်12ပါးဟတိတုပ္ပတ္တိမဟာကုသိုလ်ရှိမဟာကရိယာရှိလောကုတ္တရာရှိမေဂုကုသိုလ်ကိုမေဂုကရိယာကိုကာမဇော29အတ္တနာဇော26ရမယ်နော်ရပြီနော်ဒါနည်းနည်းပြန်နှွေးတာနော်နောက်သင်္ဃာကြီး6ခုစလုံးပြီးရင်6ခုလုံးကိုဆက်တော့မှာနော်အဲ့သင်္ဃာဇက်ကအင်တန်ပြောဖို့ကောင်းတယ်တကိစ္စတက်တဲ့စိတ်က68နှစ်ကိစ္စတက်တဲ့စိတ်ကနှစ်အဲ့ဒီနှစ်ဒီဘာနဲ့ပါလဲမနောဒွါရဝိဇ္ဇံရဲ့သောမနတတန်ဒီရကဲပြောကြည့်အောင်မနောဒွါရဝိဇ္ဇံဘယ်နဲ့ကိစ္စဘာကိစ္စဝုထောကေအာဝဟုတ်ပြီနော်သောမနတတန်ဒီရဏဘယ်နဲ့ကိစ္စဘာကိစ္စတန်တိရဏကိစ္စတရားယု3ကိစ္စတတ်သောစိတ်9ပါအဲ့ဒီ9ပါးဒီဘယ်9လဲမေဂဝိပစိတ်9ပါးဘယ်နှကိစ္စဘာကိစ္စမချင်းဟုတ်ပြီနော်3ကိစ္စတက်တဲ့စိတ်က9ဒါဆိုရင်စုံညင်းလာတော့မယ်4ကိစ္စတက်သောစိတ်8အဲ့ဒီ8ပါးဘာလဲဒါကြောင့်မဟက်ဆိုရင်3မဟာဆိုရင်4ဟုတ်လားဘာနဲ့8လဲမဟာဆိုရင်4မဟာဝိပစိတ်8ပါးဘယ်နဲ့ကိစ္စ4ကိစ္စကဒီ3ထဲမှာတစ်ခုတိုးသွားတာဘာလဲတရားယုဒါဆိုရင်မဟာဝိပစိတ်ဘယ်နဲ့ကိစ္စဘာကိစ္စလာပြီ9ကိစ္စတက်သောစိတ်ခေါင်းဖြတ်လိုက်နှစ်အဲ့ဒီနှစ်ကဘာလဲဥပေက္ခတန်တိရဏစိတ်နဲ့ပါဘယ်နဲ့ကိစ္စအဲ့ဒီ9ကိစ္စကလည်းဒီကနေစသွားတာတွေပဲဟုတ်လားဒီမှာကြည့်ဒီ3ခုကိုပြန်ပေါင်းလိုက်လို့ရှိရင်19ဖြစ်နေတယ်ဟုတ်လားဟုတ်ပြီနော်ဒါကြောင့်ဒီ9ကိစ္စကမဟဂဝိဘက်9ပါးတက်တဲ့3ကိစ္စထဲမှာဟုတ်ပြီနော်သူ့နာမည်သူတက်တဲ့တန်တိရဏရဲ့သူ့မှာပါတဲ့စာကြည့်အဲ့လိုမှတ်လို့မရဘူးလားဥပိ္ပခတတိရဏနဲ့ဘယ်နဲ့ကိစ္စလဲဆိုမဟဂဝိဘက်က3မဟာဝိဘက်ကတရားယုသူကသူ့နာမည်ဖော်လိုက်9ကိစ္စစိတ်တဲ့ဘက်ကသွားဟိုဘက်ကမှတ်လဲရတယ်ဒီဘက်ကမှတ်လဲရတယ်မှတ်ချင်တယ်လို့မှတ်9ကိစ္စတက်တဲ့စိတ်နှစ်ဆိုတာလဲ9ကိုခေါင်းဖြတ်လိုက်နှစ်ဟုတ်ဘူးလားဟုတ်ရဲ့လား9ကိုခေါင်းဖြတ်လိုက်ဆိုတာ9ကိုခေါင်းဖြတ်လိုက်ဆိုပြီးတော့ဒီအောင်သွားပြီးတော့ဖြတ်လိုက်လို့ကတော့တင်းသွားမယ်ဟုတ်ပြီနော်5ကိုဖြတ်ခိုင်းတာမဟုတ်ဘူးနော်9ကိုဖြတ်ခိုင်းတာကဲဒါဆိုရင်ဓမ္မမိတ်ဆွေများတကိစ္စတက်သောစိတ်ပေါင်း2ကိစ္စတက်သောစိတ်3ကိစ္စတက်သောစိတ်4ကိစ္စတက်သောစိတ်5ကိစ္စတက်သောစိတ်ကဲကိစ္စသင်ကနှွေးမယ်အလွတ်ရမလားရပြီနော်စကုဝိညာဉ်တွေတမ်းမဲ့ပြောတော့စကုဝိညာဉ်တွေသောတဝိညာဉ်တွေဒါနဝိညာဉ်တွေဇေဝဝိညာဉ်တွေကာယဝိညာဉ်တွေပိဿဒွါရဝိဇ္ဇံတိအဝိဇ္ဇံကိစ္စတံပရိဆိုင်တွေဇော55အ
ကုသနိခတိတပတ္တိမဟာကုသိုလ်ရှိမဟာကရိယာရှိမေကုကုသိုလ်ကိုမေကုကရိယာကိုလောကုတ္တရာရှိမမီလားမမီရဲ့နော်မနောဒွါရဝိဇ္ဇန္တိနကိစ္စဘာကိစ္စဘာကိစ္စပိစဒွါရဝိဇ္ဇန္တိအဝိဇ္ဇံမနောဒွါရဝိဇ္ဇန္တိအဝိဇ္ဇံကိစ္စအပိစဒွါရဝိဇ္ဇံကြတော့အဝိဇ္ဇံပဲမနောဒွါရကြတော့အဝိဇ္ဇံကိစ္စဝုတ်ထောမှတ်မိရဲ့နော်သောမနတတန္တိရဏတိနကိစ္စဘာနဲ့ပါတန္တိရဏကိစ္စတထာယုံအတိုးကောင်းပြောရင်မနောဒရဝိဇ္ဇံရောသောမနတတန္တိရဏကိုနှစ်ကိစ္စကြီးပဲမနောဒရဝိဇ္ဇံကသူ့နာမည်အာဝိဇ္ဇံအပြင်ဝုတ်ထောသောမနတတန္တိရဏကသူ့ကိစ္စဖြစ်တဲ့တန္တိရဏနဲ့တထာယုံဒါကြောင့်အာဝုတိယဟုတ်ပြီနော်အာဝုတိယမဟာမေဃဝိဘက်ကိုဘုံကိစ္စမဟာဝိဘက်ရှိဥပိ္ပခတန္တိရဏနဲ့ငါကိစ္စကဲအားလုံးမေးကြတယ်လို့မေးတော့မယ်လောဘမှုစိတ်ရှိဒေါသမှုစိတ်နဲ့မောမှုစိတ်နဲ့သကုဝိညာဉ်တွေဒသနာကိစ္စရသွားပြီသောတဝိညာဉ်တွေတံပတိဆိုင်တွေသောမနတတန္တိရဏဥပိ္ပခတန္တိရဏပရိတန်နေကိစ္စဘဝိကိစ္စသုတိကိစ္စအနန္တကိစ္စသာယုကိစ္စမနောဒရဝုဇံကိစ္စဘုသောကိစ္စပိစဒရဝုဇံသောမနတတန္တိရဏတိဟတိတုပ္ပတ္တိခန္ဓာဝိညာဉ်တွေတံပတိဆိုင်တွေသောမနတတန္တိရဏတိဥပိ္ပခတန္တိရဏနှင့်ဟုတ်ပြီဟတိတုပ္ပတ္တိမဟာကုသိုလ်ရှိမဟာဝိဘက်ရှိမဟာကရိယာရှိမေဃကုသိုလ်ကိုမေဃဝိဘက်ကိုမဟာမေဃကရိယာကိုလောကုတ္တရာရှိရပါပြီကိစ္စနဲ့ဓွာရနဲ့တွဲကျင်ရမလားလည်းမသိဘူးနော်ဟိုညနေချိုလေးသွေးပြီးမေးမှာပါသကုဝိညာဉ်တွေဘာကိစ္စဒသနာကိစ္စဘယ်ဓွာရသကုဓွာရဒါလေးပါပဲရလားသောတာဝိညာဉ်တွေနာကိစ္စဘယ်ဓွာရတံပတိဆိုင်တွေဘယ်နှကိစ္စဘာကိစ္စဘယ်နှဓွာရငါးဓွာရရလားလည်းမသိဘူးပိစဓွာရဝိဇ္ဇံဘာကိစ္စတကိစ္စဘယ်နှဓွာရဟတိတုပ္ပတ္တိဘာကိစ္စဘယ်ဓွာရ6ဓွာရမြဲ6ဓွာရမြဲဟုတ်ရဲ့လားမဟာကုသိုလ်ရှိဘာကိစ္စဘယ်နှဓွာရမဟာဝိဘက်ရှိ၄ကိစ္စဘာတွေလဲဟုတ်ပြီဘယ်ဓွာရယံခာယံခာမဟာကရိယာရှိဘာကိစ္စဘယ်နှဓွာရမြဲမဟေကုကုသိုလ်ကိုဘာကိစ္စဇောကိစ္စဘယ်နှဓွာရမနောဓွာရမဟေကုဝိဘက်ကိုဘာကိစ္စဘာတွေလဲဘယ်ဓွာရမြဲလို့လောကုတ္တရာရှိဘာကိစ္စဘယ်ဓွာရကဲရ
ရနေတာပဲဟုတ်ပြီနော်ဒါဆိုတော်တော်ကြီးကိုကြေနေပြီနောက်တလှမ်းဆုပ်လိုက်အောင်လေဟေတုသင်္ဃဟဒုက္ခရလားရပါတယ်ပိုင်ပါတယ်ဟေတုသင်္ဃဆိုဟိတ်မိပဲပြောမှာပါလောဘမှုစိတ်၈ပါးဘာဟိတ်စိတ်စိတ်မိပဲလောဘဟိတ်ဒေါသဟိတ်တွေပါမောဟဟိတ်တွေမဖြေနဲ့ဘာဟိတ်စိတ်ပဲလိုချင်တယ်ဟိတ်မိ၄မျိုးနဲ့ပဲရမလားလောဘမှုစိတ်၈ပါးဒေါသမှုစိတ်၂ပါးမောဟမှုစိတ်၂ပါးလောဘမှုစိတ်၈ပါးဘာဟိတ်ဟုတ်ပြီလေဒွိဟိတ်စိတ်ဟုတ်ပြီဘာဟိတ်ဒေါသမှုစိတ်၂ပါးဘာဟိတ်စိတ်ဘာဟိတ်စိတ်ဆိုတာဒေါသဟိတ်မောဟဒွိဟိတ်စိတ်ဟုတ်ပြီတော့မေကပြန်ပြောမယ်လောဘမှုစိတ်၈ပါးဘာဟိတ်စိတ်ဘာဟိတ်ဒေါသမှုစိတ်နဲ့ပါဘာဟိတ်စိတ်ဘာဟိတ်မောမှုစိတ်နဲ့ပါဘာဟိတ်စိတ်ဘာဟိတ်အာယစိတ်၈ပါးဘာဟိတ်စိတ်ဘာဟိတ်ဟောဘာမှမရှိဘူးမသိပါဘူးဘာဟိတ်တွေရှိသေးလဲဘာမှမရှိမဟာကုသိုလ်စိတ်မဟာကုသိုလ်ညာတန်လေးဘာဟိတ်စိတ်မဟာကုသိုလ်ညာတန်လေးဘာဟိတ်စိတ်ဘာဟိတ်မဟာကုသိုလ်ညာဝိတ်လေးဘာဟိတ်စိတ်ဘာဟိတ်မဟာဝိဘက်စိတ်မဟာဝိဘက်ညာတန်လေးဘာဟိတ်စိတ်ဘာဟိတ်မဟာဝိဘက်ညာဝိတ်လေးဘာဟိတ်မဟာကရိယာညာတန်လေးမဟာကရိယာညာဝိတ်လေးညာနာတန်ပြုတ်ဆက်နေညာနာဝိပြုတ်ဆက်နေမဟေကုကုသိုလ်ကိုမဟေကုဝိဘက်ကိုမဟေကုကရိယာကိုလောကုတ္တရာရှိအကုသိုလ်ဇက်မှာဟိတ်ဘယ်နှပါဘာတွေလဲကုသိုလ်ဇက်မှာဟိတ်ဘယ်နှပါဘာတွေလဲဝိဘက်ဇက်မှာဟိတ်ဘယ်နှပါဘာတွေလဲကရိယာဇက်မှာဟိတ်ဘယ်နှပါဘာတွေလဲဘောင်းဇက်အားဖြင့်ဟိတ်12ပါးလေကုအာကုရဲ့ကုရဲ့ဝိရဲ့ကရိရဲ့လေဟုတ်လားမဟုတ်လားဟုတ်ပြီနော်အဲ့ဒီဇက်အားဖြင့်၄ခုစီကို3စုပဲစုမယ်ဆိုရင်အာကုသိုလ်၌အာကုသိုလ်ရဲ့ကုသိုလ်ရဲ့ဝိနဲ့ကရိကိုအပြာကတအာကုသိုလ်၌လောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ဟိတ်သုံးပါကုသိုလ်၌အပြာကတ၌ဘောင်းတိတ်အားဖြင့်ဟိတ်ကာမဘုံ၌ဟိတ်6ပါးရူပဘုံ၌အလောဘအဒေါသအမောဟဟိတ်သုံးပါအရူပဘုံ၌အလောဘအဒေါသအမောဟဟိတ်သုံးပါဟုတ်ရဲ့လားလောကုတ္တရာ၌ကာမဘုံမှာကြည်လက်တဲ့ဖြစ်တတ်တဲ့စိတ်ကကာမဝဆရာစိတ်54မှာအကုသိုလ်စိတ်ကောမပါဘူးလားပါရင်အကုသိုလ်ဇက်မှာပါတယ်3ပါမယ်ကုသိုလ်စိတ်ကောမပါဘူးလားကုသိုလ်ဇက်မှာပါတာအလောအဒေါအမောဝိဘက်စိတ်ကောကရိယာရောဒါကြောင့်ကာမဘုံမှာဟိတ်ရှင်းတယ်နော်ရူပဘုံမှာကျင်လက်တဲ့ဖြစ်တတ်တာက15အဲ့ဒီမှာကုဝိကရိမဟုတ်ဘူးလားကုသိုလ်ဇက်ဝိဘက်ဇက်ကရိဇက်မှာပါတာအလောအဒေါအမောအရူပမှာလည်းဒါပဲလောကုတ္တရာလည်းဒါပဲပုရုဇဉ်ပုဂ္ဂိုလ်နဲ့ဟိတ်သောတပန်ပုဂ္ဂိုလ်၌သဂရကမအနာဂံ၌ဘောဓကျင်သောဟိငါယဟန္တာ၌စာလည်းမကြက်ခိုင်းလိုက်ရသေးဘူးဒါတော့ရနေတယ်ဟုတ်ပြီနော်နောက်တစ်ချိန်ကျရင်အာရမဏသင်္ဃသင်ပါမယ်ကျေးဇူးတင်ပါတယ်